ကျမတို့ဒါမြင်ပြီးသားကြီးစောက်ထဲမှာရှိပြီးသားဘာလို့လိုက်ကူးတာစိတ်ပိုင်းကိုပြန်ရေးတာနော်စိတ်ပိုင်းကိုပြန်ရေးတဲ့အခါမှာအခုဒီနေ့အာယစိတ်18ပါဖြစ်လာရင်စေတသိက်ဘယ်လောက်ရှင်တယ်လဲလို့ကျမတို့ကြည့်တော့မှာအဲ့တော့အာယစိတ်18ပါမှာကြည့်တဲ့အခါမှာအကုသလဝိဘတ်စိတ်9ပါးလုံးမှာကြည့်ရင်ဥပိ္ခာတဟကုတ်စကုဝိညာဉ်ဥပိ္ခာတဟကုတ်သောတာဝိညာဉ်ဂာနဝိညာဉ်ဇိဝဝိညာဉ်ဒုက္ခတဟကုတ်ကာယဝိညာဉ်ပြီးဥပိ္ခာတဟကုတ်တံပရိဆိုင်ဥပိ္ခာတဟကုတ်တန်ဒီရဏလို့အကုသလဝိဘတ်စိတ်9ပါးရှိမယ်အာယကုသလဝိဘတ်စိတ်လဲထိုနည်းတူစွာသွားတော့ဥပိ္ခာတဟကုတ်စကုဝိညာဉ်ဆိုတော့ဒါကိုပေါင်းလိုက်တော့စကုဝိညာဉ်တွေဒါကျမတို့ယူလိုက်တာပြီးရင်သောတာဝိညာဉ်တွေဂာနဝိညာဉ်တွေဇိဝဝိညာဉ်တွေအဲ့မှာဒုက္ခတဟကုတ်နဲ့ဒုက္ခတဟကုတ်ကာယဝိညာဉ်ကိုလည်းယူလိုက်တော့ဒါကိုကျမတို့ကတစ်ဖြတ်ယူလိုက်တော့ဒွေပင်စဝိညာဉ်30ဆိုပြီးတော့တတ်တွက်မယ်ဒွေပင်စဝိညာဉ်30ဒါကိုကျမတို့ကစကုဝိညာဉ်သောတာဝိညာဉ်ဂာနဝိညာဉ်ဇိဝဝိညာဉ်ကာယဝိညာဉ်ဆိုတဲ့ဝိညာဉ်စိတ်သည်အကုသလဝိဘက်မှာတစ်ခုအာဟိကုသလဝိဘက်မှာတစ်ခုဆိုပြီးနှစ်ခုစီရှိတဲ့အတွက်ဒွေပင်စဝိညာဉ်30ဒါယူလိုက်တယ်ပြီးရင်ကျမတို့ကဒီမှာကြည့်လိုက်တဲ့အခါမှာတံပရိဆိုင်ကလည်းဘယ်နှပါရှိတယ်လဲ2ပါရှိဒါကိုကျမတို့ကတံပရိဆိုင်ဒွေတန်တီရဏကိုကြည့်ရင်သောမနတတန်တီရဏက1ဥပိ္ခာတန်တီရဏက2ဆိုတဲ့အတွက်ဒါကိုကျမတို့ကယူတဲ့အခါကျရင်ဒီနေရာမှာဆိုပါစို့ဒီမှာသောမနတတန်တီရဏတစ်ခုတည်းဖြစ်တဲ့အတွက်သောမနတတန်တီရဏကို1ဆိုပြီးခွဲထုတ်လိုက်ဟုတ်လားပြီးရင်ဥပိ္ခာတန်တီရဏကဒီမှာ2ရှိမယ်ပြီးရင်ပိစဒွါရဝဇ္ဇံရှိမယ်မနောဒွါရဝဇ္ဇံရှိမယ်ဟတိတုပ္ပရှိမယ်အဲ့ဒီတော့ကျမတို့ကယူလိုက်တဲ့အခါမှာမျိုးတူကိုကျေးဇူးတော်ရှင်မူလပဋ္ဌာန်းဆရာတော်ဘုရားကြီးကရှင်နဲ့စေတသိက်ချင်းတူတာကိုကျမတို့ကပေါင်းရေးထားတယ်အဲ့တော့မတူတာတွေဆက်ထုတ်လိုက်တော့သောမနတတန်တိရဏကိုတိကျတွက်တယ်ပြီးရင်မနောဒွါရဝဇ္ဇံကိုတိကျတွက်မယ်မနောဒွါရဝဇ္ဇံစိတ်တစ်ပါးကိုတိကျတွက်မယ်ပြီးရင်ဟတိတုပ္ပစိတ်တစ်ပါးကိုလည်းတိကျတွက်မယ်ဒါတွေကစေတသိက်ရှင်နေမတူနေတာကဘာတူနေလဲလို့ကျမတို့ကြည့်လိုက်တဲ့အခါမှာဥပိ္ခာတန်တိရဏစိတ်2ပါးရှင်တာနဲ့ပြီးရင်ပိသောတံပရိဆိုင်တွေနဲ့ပိစဒွါရဝဇ္ဇံရှင်တာတွေကတူနေတယ်အဲ့တော့ကျမတို့ကဆရာတော်ဘုရားယူတဲ့အတိုင်းသာကျမတို့ဇယားထဲမှာရေးထားတာကအမြဲတမ်းနောက်ပိုင်းဒီနေရာစပြီးမှတ်ရတော့မယ်စိတ်ပိုင်းကိုသွားတဲ့အခါမှာပိစဒွါရဝဇ္ဇံ1ကဲတံပရိဆိုင်တွေရဲ့2ခုပေါင်းတဲ့စိတ်ကိုမနောဓာတ်3ဆိုတဲ့အတိတစ်ခုမှတ်ရတော့မယ်เนาะဒါကြောင့်ကျမတို့ကဒါဘာမှတ်မလဲဆိုရင်ပိစဒွါရဝဇ္ဇံကိုကျမအတူဝဲရင်းမယ်ပိစဒွါရဝဇ္ဇံ1ပြီးရင်တံပရိဆိုင်စိတ်က2ပါးအဲ့ဒီစိတ်3ခုကိုနာမည်အတိပေါင်းမယ်ဒါနောက်ပိုင်းဒီစေတသိက်ပိုင်းဟလာကျမတို့သင်္ဃဟနီးရစပြီးရေပိစဒွါရဝဇ္ဇံဆိုတဲ့အာဟိကရိယာရဲ့အကုသလဝိဘက်တံပရိဆိုင်ရဲ့အာဟိကုသလဝိဘက်တံပရိဆိုင်ရဲ့ဆိုတဲ့တံပရိဆိုင်နှစ်ကိုပေါင်းပြီးနာမည်တစ်ခုမှတ်မယ်အဲ့ဒါကိုမနောဓာတ်လို့မှတ်မယ်မနောဓာတ်စိတ်လို့မှတ်မယ်မနောဓာတ်စိတ်သည်ဘယ်နှပါးရှိတယ်လဲဆိုတော့ဒီမှာက1ဒီမှာက2ဆိုတဲ့အတွက်မနောဓာတ်3အဲ့ဒီဟာလေးကိုတစ်ချက်ကြည့်ရမယ်မနောဓာတ်3ဆိုရင်ပင်စဒွါရဝဇ္ဇံ1နဲ့တံပရိဆိုင်တွေပေါင်းတယ်ဆိုတာမှတ်မယ်ပြီးရင်ဒီပုံစံတိုင်းတူနေတာကဟိုစေတသိက်ရှင်တာတူနေတာကဘာရှိလဲဆိုရင်ဥပိ္ခာတန်တိရဏစိတ်2ပါးဟာဒီအဲ့ဒီ5ပါးဒီစေတသိက်ရှင်တာတူတဲ့အတွက်ဆရာတော်ဘုရားပေါင်းပြီးရေးထားတယ်ဒါပဲဟုတ်တယ်လားဒါဆိုရင်အာဟိစိတ်18ပါးကိုစိတ်ပိုင်းပုံစံကနေပြန်ကြည့်ရင်ဒွေပိစဝိညာဉ်30လို့ရေးတာသည်စကုဝိညာဉ်တွေမှာရှင်သောစေတသိက်သောတာဝိညာဉ်တွေမှာရှင်သောစေတသိက်ဂာနဝိညာဉ်တွေမှာရှင်မဲ့စေတသိက်ဇိဝဝိညာဉ်တွေမှာရှင်မဲ့စေတသိက်ကာယဝိညာဉ်တွေမှာရှင်တဲ့စေတသိက်တို့သည်
အတူတူပဲဖြစ်တဲ့အတွက်ကျမတို့ကတစ်ခုစီပြောလဲဒီစေတသိက်ထွက်လိမ့်မယ်အားလုံးပေါင်းလဲဒီတစ်ခုဖြစ်တဲ့အတွက်ကျမတို့ကပေါင်းပြီးတော့ဒွေပိစဝိညာဉ်30၌ရှင်သောစေတသိက်တစ်ခါရှာရမယ်ရှင်းလားရှုပ်သွားလားတခါသောမနတတန္တိရဏစိတ်မှာရှင်သောစေတသိက်တစ်ခါရှာမယ်သူကမတူနေဘူးမနောဒွါရာဝိဇ္ဇန်စိတ်မှာရှင်သောစေတသိက်တစ်ခါရှာမယ်ဟတိတုပ္ပစိတ်မှာရှင်သောစေတသိက်တစ်ခါရှာမယ်ပြီးရင်တန္တရိဆိုင်ဒွေမှာရှင်နာရဲ့ပိစဒွါရာဝိဇ္ဇန်မှာရှင်နာအတူတူကိုပေါင်းပြီးတော့မနောဓာတ်3မှာရှင်နာရှာမယ်ဥပိ္ပခတန္တိရဏစိတ်နှစ်ပါးမှာရှင်နာလဲဒါပဲတူးနေတယ်ဒါကြောင့်တူတာပေါင်းပြောတယ်သို့တော့ကျမတို့ကခုစဉ်းစားတဲ့အခါတစ်ခုစီပဲစဉ်းစားမှာခုဓမ္မမိတ်ဆွေကိုမြင်အောင်ပြောတာဒါဆိုရင်အာဟိစေ18ပါးကိုဒီနေရာမှာတူတာတွေစုလိုက်တဲ့အတွက်ဒွေပိစဝိညာဉ်30သောမနတတန္တိရဏ1ဆိုတော့17ရှိသွားပြီမနောဒွါရာဝိဇ္ဇန်1ဆိုတော့12ရှိသွားပြီဟတိတုပ္ပ1ဆိုတော့73ရှိသွားပြီမနောဓာတ်3လို့ပေါင်းလိုက်တော့ပြီးရင်ဥပိ္ပခတန္တိရဏနဲ့18အတူတူပဲအဲ့တော့ဒါမျိုးတူရာလေးကိုဆရာတော်ဘုရားမြင်အောင်စုပေးလိုက်တာဒါပေမဲ့ကျမတို့ကတစ်ခုချင်းရှာမယ်ဆိုလဲရှာလို့ရတယ်သဘောပေါက်ပြီနော်ကဲဒါဆိုရင်အာဟိစိတ်18ပါးဖြစ်တဲ့ဒီစိတ်18ပါးထဲမှာပါဝင်သောစိတ်အသီးသီးမှာစေတသိက်တွေဖြစ်လာရင်ဘလောက်ရှင်တယ်လဲလို့ကြည်တော်နေသည်သင်္ဃဟာနေပဲဟုတ်ပြီနော်ဒါဆိုရင်သင်္ဃာနည်းနဲ့စဉ်းစားတဲ့အခါမှာစေတသိက်ဘယ်လောက်ရှင်လဲလို့စဉ်းစားတဲ့အခါတိုင်းမှာစေတသိက်အုပ်စုဒီ3အုပ်စုစဉ်းစားအညာတမန်စေတသိက်က73ပါးဒါအမြဲတမ်းကိုယ့်အကိုပြန်ပြီးတော့သွားရမယ်ဟုတ်လားကိုကခုမှစူးစမ်းကာစားသင်္ဃာစားဖြစ်တဲ့အတွက်ဒီအချိန်မှာ repeat and repeat ပဲထက်ခါသွားရလိမ့်မယ်နော်ဒါကိုပဲကျမတို့ထက်ခါပြုလုပ်တာကိုထုံတယ်လို့သုံးတယ်နော်လားလက်ကင်နွားလေးတွေမှာစပယ်ပန်းလေးထက်နွမ်းသွားရင်ဖယ်ပလိုက်အဲ့တော့စပယ်ပန်းနဲ့လေးတော့ရှိနေတယ်ဒါပေမဲ့နောက်ထပ်စပယ်ပန်းထက်နွမ်းသွားရင်ဖယ်လိုက်ထက်ကနွမ်းတိုင်းစပယ်ပန်းကြီးပဲမျိုးတူသွားရင်ဒါဒီလက်ကင်နွားဒီစပယ်ပန်းတုံးသွားလေစပယ်ပန်းနဲ့ပဲဆွဲသွားမယ်ထွန်နီးတူစွာပဲပလင်းတလုံးထဲမှာငပိထက်ဟာလာကုံသွားလိုက်နောက်ထပ်ထက်ပါများရင်ဟာဒီပလင်းဒီဘလောက်စေးငပိနဲ့ဆွဲသွားအဲ့ဒါဒီထုံနေဆိုတာဒါကိုပြထုံပါများရင်ဆွဲသွားမှာပဲအဲ့ဒါကိုကျမတို့အဘိဓမ္မာမှာပဋ္ဌာန်းကျမ်းတော်ရေးကြလို့ရှင်ဒါကိုအာသေဝနပစ္စည်းလို့သုံးတယ်အာသေဝနဆိုတာမျိုးတူထက်ခါကျိန်ပံများစွာပြုလုပ်တာကိုအာသေဝနပဲတော့အဲ့ဒီလိုမျိုးဖြစ်တဲ့သဘောပဲဒါကြောင့်စာအုပ်လေ့လာတဲ့အချိန်မှာလဲကျမတို့ကစွဲမြဲအောင်မလုပ်ရမလဲဆိုကျိန်ပံများစွာလေ့ကျင့်ရမယ်ဆိုရမယ်နောက်ဆုံးဆွဲသွားပြီဆိုရင်အခုကျမတို့ဆိုရင်ဟလာနှစ်ပေါင်း40နီးပါးဖြစ်နေပြီဆိုတဲ့အတွက်ကြောင့်ဒါတွေကထုံပြီးသားထုံရုံမကတော့အခုချိန်ဘာဖြစ်လဲဆွဲနေတဲ့အဆင့်ဆွဲတာမှမမေ့လောက်အောင်ဆွဲသွားပြီနော်အဲ့ဒီသဘောမျိုးပဲဓမ္မမိတ်ဆွေတို့ဒါကြောင့်သင်္ဃာစမှာမပြင်းအောင်ထက်ကလေ့ကျင့်ရမယ်နော်ဒါကြောင့်စာမိဘဝနံပါတ်1စာမိပြီးရင်ဆွဲမိဘဝနံပါတ်2နော်ဆွဲအောင်ကြိုးစားရတယ်အဲ့ဒီဆွဲမိအောင်ကြိုးစားရင်နောက်ဆုံးကြရင်ဘာဖြစ်လာမလဲဆိုအလေ့အကျင့်ဖြစ်သွားပြီမလုပ်ရရင်မနေနိုင်တဲ့အဆင့်ဖြစ်သွားပြီအဲ့ဒီလိုမျိုးဖြစ်သွားအောင်အခုကျမတို့ကကြိုးစားရမှာဖြစ်တဲ့အတွက်ဒီစိတ်တွေမှာစေတသိက်ဘယ်လောက်ရှင်တယ်လဲလို့ပြောလိုက်တာ ਨੇ ကိုယ်စိတ်ထဲမှာစေတသိက်အုပ်စုကိုစဉ်းစားလိုက်ရမယ်တည်တည်ဖြစ်စေမတည်သေးသည်ဖြစ်စေစဉ်းစားရမယ်စေတသိက်အုပ်စုကြီး3အုပ်စုမှာအညာတမန်စေတသိက်က73ပါးအာဂုတုစေတသိက်က14ပါးသောဗနစေတသိက်က25ပါးသောဗနတာဒရဏလို့နားထဲမှာကြားလိုက်တယ်သောဗနစေတသိက်20တာဒရဏမထည့်အောင်အုပ်စု3အုပ်စုတခါအဓိပ္ပာယ်နဲ့ပြန်စဉ်းစားရင်အာဂုတုစေတသိက်14ပါးသည်အာဂုတုစိတ်ဖြစ်အောင်ခြေလေတဲ့အတွက်အာဂုတုစိတ်12ပါးမှာပဲရှင်လိမ့်မယ်တခါသောဗနစေတသိက်တွေကခြေလေလိုက်ရင်သောဗနာစိတ်59 61ဖြစ်လာမှာဖြစ်တဲ့အတွက်ဒီစေတသိက်ကကြတော့သောဗနာစိတ်ကြမှာပါမယ်အာဂုတုစေတသိက်သည်အာဂုတုစိတ်12ပါးကြမှာပါမယ်သောဗနာစေတသိက်25ပါးသည်သောဗနာစိတ်59 61ကြမှာပါမယ်ဒီ idea ဝင်သွားမယ်အညတမန်ကတော့အာဂုတုစိတ်တွေမှာလည်းပါမယ်အာဟိစိတ်တွေမှာလည်းပါမယ်ပေါင်းလိုက်တော့အာသောဗနာစိတ်မှာလည်းပါမယ်သောဗနာစိတ်မှာလည်းပါမယ်အားလုံးမှာတွင်ကြဲပါမှာဆိုတဲ့အတွက်အခုအာဟိစိတ်18ပါးမှာ
စေတသိက်ဘလောက်ရှင်တယ်လဲလို့ကျမတို့စဉ်းစားလိုက်တဲ့အချိန်မှာအာယစိတ်18ပါးမှာရှင်သောစေတသိက်မှာအာကုသိုလ်စေတသိက်14ပါးနဲ့မဆိုင်နိုင်ဘူးအာကုသိုလ်စေတသိက်14ပါးသည်အာကုသိုလ်စိတ်12ပါးပေါင်းမှာပဲရှင်တော့သူနဲ့ခုအာယစိတ်မှာတွက်ရင်တွက်เสียစဉ်းစားเสียမလို့သောဗနာစေတသိက်25ပါးဆိုတာသောဗနာစိတ်ဖြစ်အောင်ချဲလဲမှာဆိုတော့ခုဒီစိတ်ကအာကုသိုလ်အာဟိစိတ်ဆိုတာအသောဗနာစိတ်ပဲဟုတ်လားရှင်ဒါတော့သူနဲ့ဆိုင်လားဒါဆိုရင်အာဟိစိတ်18ပါးမှာရှင်မဲ့စေတသိက်ကိုစဉ်းစားရင်တစ်ခုပဲစဉ်းစားเสียလို့တယ်အညာသမန်းစေတသိက်73ပါးပဲဟုတ်သလားဒါဆိုရင်ကျမတို့ကအညာသမန်းစေတသိက်73ပါးကိုပဲကျမတို့ကအာယုံစိုက်မယ်ဒါပထမဆုံးအလေးအကျင့်မှာအဲ့လိုမြဲမြံအောင်လုပ်ရတယ်ဒါကလေ့ကျင့်တဲ့အခါမှာလဲစတင်ခါစားမှာဒီသဘောရှိတဲ့အတွက်စာသင်သားရဲ့သဘာဝမှာလဲဒီတိုင်းရှိရမယ်ဟုတ်လားစာသင်သားတွေကိုပြန်သင်ပေးမယ်ဆရာများကြရင်လဲဒီ idea အမြဲထည့်ရတယ်ဟုတ်ပြီနော်ကိုကတော့အကုန်သိပြီးသွားပြီမဲ့ပေးသွားတဲ့နေရာမှာတစနဲ့ရောက်အောင်ပေးရမယ်အဲ့ဒါ teaching method ပဲဟုတ်ပြီနော်အဲ့တော့ teaching method ဖြစ်တဲ့အတွက်ကျမတို့ကဖြည်းဖြည်းချင်းဆွဲခေါ်ယူရမယ်သဘောပေါက်တယ်နော်ဒါကြောင့်ဒီခုသင်နေတာတွေဒီဟလာခုမှသင်တဲ့ဓမ္မမိတ်ဆွေများအတွက်လည်းရရမယ်ဒီထဲမှာဆရာဆရာမတွေပါလာရင်လည်းဆရာဆရာမတွေလည်းမှတ်မိနေရမယ်เนาะဒါ teaching method တစ်ခုပဲဒါကြောင့်အညာသမန်းစေသိ73ပါးကိုကျမတို့ကစဉ်းစားတော့မယ်ဆိုရင်အညာသမန်းစေသိ73ပါးမှာအောက်စုတစ်ခါထက်ခွဲရင်တာဘစိတ်တာတာရဏစေတသိက်ကတစ်ခုရှိမယ်ပြီးရင်ပကိန်းစေတသိက်6ခုကိုသွားတဲ့အခါမှာကျမတို့ကဝိတေဝိစာရအဓိမောက္ခဝီရိယပီတိစန္ဒအဲ့ဒီစေတသိက်တွေရှင်တဲ့စိတ်ကိုပြန်ကြည့်ရုံပဲဒါဆိုရင်တပ္ပစိတ်တာတာရဏစေသိက်9ပါးသည်ဘယ်စိတ်မဆိုအမြဲတမ်းရှင်မှာဆိုသူ့အတွက်ဆရာမလိုတော့ဝိတက်ဆိုရင်ဝိတက်ရှင်တဲ့စိတ်မရှင်တဲ့စိတ်ဟလာဝိစာရမရှင်နာစသည်ဖြင့်ဒါသိရင်ရပြီဆိုတော့အခုကျမတို့ကဒွေပိစဝိညာဉ်30မှာစေတသိက်ဘလောက်ရှင်တယ်လဲဆိုတာအခုကျမတို့စတွက်တော့မယ်ဒွေပိစဝိညာဉ်30ဆိုရင်စက်တွေတောတွေဂါတွေဇိတွေကာတွေကိုမြင်ထားမယ်အဲ့တော့အခုကျမတို့တပ္ပစိတ်တာတာရဏစေတသိက်9ပါးသည်ဒါအခုကျမတန်ပြောကနီးကိုဆိုရတယ်တပ္ပစိတ်တာတာရဏစေတသိက်9ပါးသည်စိတ်ကြီး80ကိုစိတ်ကျဲ120ပါးလုံးမှာရှင်တဲ့အတွက်စိတ်အားလုံးမှာရှင်ဟာဒီဒွေ30လဲရှင်မယ်ဒါပြီးသွားပြီဝိတက်ကိုဆိုတော့မယ်ဝိတက်စေတသိက်သည်ဒွေပိစဝိညာဉ်30ကျင်းတော့ကာမစိတ်44ပဲရှင်တဲ့အတွက်ဝိတက်ကျင်းတဲ့အထဲမှာသူပါလားမပါဘူးဒါဆိုရင်ဝိတက်ရှင်ပါမလားဝိတက်ဒီဒွေ30ဆိုရင်မရှင်မှုကျင်းတယ်ဆိုတဲ့အတွက်ကြောင့်ဝိတက်မရှင်မှုပေါ်လာဝိစာရစဉ်းစားဝိစာရစေတသိက်ဒီဒွေပိစဝိညာဉ်30ကျင်းတော့ကာမစိတ်44ဆိုတော့ရှင်ပါမလားသူလည်းမရှင်ဘူးအဓိမောက္ခမရှင်တာ7ပါးအဲ့ဒီ7ပါးထဲမှာဒွေ30ပါသလားဆိုလိုက်ဖြစ်ပြီပေါ့အဓိမောက္ခစေတသိက်သည်ဝိသိကိစ္စတံပယုတ်စိတ်ကတပါးဒွေပိစဝိညာဉ်30ပါ7ပါးကျင်းတော်ဆိုသူကျင်းတဲ့7ပါးထဲမှာဒွေ30ပါသွားပြီဆိုရင်မရှင်ဘူးပေါ့တခါဝီရိယမရှင်တာ16ပါးရှိတယ်ဒါကိုဆိုကြည့်ပါရင်မရှင်ဘူးပေါ့ဝီရိယစေတသိက်သည်ဒွေပိစဝိညာဉ်30တံပရိဆိုင်ဒွေတံတိရဏတောပိစဒွာရာဝိသန္တိဘာ16ပါးကျင်းတော်ဆိုသူကျင်းတဲ့16ပါးထဲမှာဒွေ30ကထိတ်ဆုံးကြီးမဟုတ်ဘူးလားရှင်မမလားကဲတခါပီတိကိုစဉ်းစားမယ်ပီတိကကာမစိတ်54တဲ့ကသောမနတတစ်မျိုးပဲရှင်တယ်ဇန်စိတ်69ကလည်းသောမနတပါတဲ့ပထမဇန်7ဒုတိယဇန်7တတိယဇန်7ပဲရှင်တယ်သရုဒ္ဓဇန်သောမနတမရှိဘူးဆိုတော့အခုကျမတို့ကဇန်နေမှမရောက်သေးတာအခုကကာမစိတ်ထဲရဆိုတော့ပီတိဒီကာမစိတ်ထဲကသောမနတသဟာဂုတ်စိတ်18ပါးပဲရှင်မယ်ကြံတဲ့ဝေဒနာမှန်သမျှကြံတဲ့ဒုက္ခသဟာဂုတ်စိတ်မရှင်ဒုက္ခသဟာဂုတ်စိတ်မရှင်ဟလာသဒုဋ္ဌဇံသောမနတဆိုမရှင်ဟုတ်တယ်လားဆိုသဒုဋ္ဌဇံသောမနတကဇံစိတ်ထဲမှာတခါဒေါမနတသဟာဂုတ်စိတ်ဆိုမရှင်ပြီးရင်ဥပိ္ပခာမှန်သမျှမရှင်ဆိုတာကိုကဆွဲထားရင်ခုဒွေ30ကိုကြည့်လိုက်ဆက်ဒွေဥပိ္ပခာရှင်းမလား
တောတွေဥပိ္ပခာဂါတွေဥပိ္ပခာဇီတွေဥပိ္ပခာဥပိ္ပခာ၈ခုပါတယ်ပြီးရင်ဒုက္ခတိဒုက္ခတိဆိုတော့ပီတိမကြိုက်တာကြီးပဲဟုတ်လားဒါဆိုရင်ပီတိရှင်းမလားရှင်းပါဘူးဟာလားစဉ်းစားစန္ဒမရှင်းတာ20ရှိတယ်စန္ဒမရှင်းတဲ့20ကိုကြည့်မောမှုစိတ်2ပါးရဲ့အာဟိစိတ်18ပါးလုံးဆိုတဲ့ကဒွေ30ပါမသွားဘူးလားစန္ဒရောဒါဆိုရင်ဒွေပိစဝိညာဉ်30သည်ဘယ်မှာပဲရှင်လဲတပ္ပစိတ်တာတာဒရဏစေတသိက်9ပါးပဲရှင်တယ်ဟုတ်သလားကျမတို့ဆိုရိုးဇရာနဲ့သွားတူတာလေရသလားအဲ့တော့ကိုကသင်္ဃာစမှာအဲ့လိုဆိုရတယ်ကျမကဒါကြောင့်အမြဲပြောတယ်တန်ပြောကနေပိုင်နေရမယ်တန်ပြောကနေပိုင်ရင်သင်္ဃာနီးကအေးစေးပဲဒါပေမဲ့စာမေးပွဲမှာအယမ်းမေးတာသင်္ဃာနီးဟုတ်တယ်လားဒါကြောင့်ကျမတို့ကသင်္ဃာနီးကိုအယမ်းမေးတယ်ဆိုရင်တန်ပြောကနေပိုင်ထားရင်တန်ပြောကမီနီးရလဲဖြေတတ်တယ်မေးရလဲဖြေတတ်တယ်သင်္ဃာနီးမေးလဲဖြေတတ်တယ်စေတသိက်ပိုင်းဒီကြောက်เสียမရှိဟုတ်လားစိတ်ပိုင်းပိုင်မယ်စေတသိက်လဲပိုင်မယ်ဆိုရင်ပကိန်းပိုင်းဒီကြောက်เสียမရှိအဲ့လိုဂွင်းဆက်သွားမှာအဲ့ဒါကြောင့်အဲ့ဒီဂွင်းဆက်ကိုပအောင်ကျမနဲ့အမိလိုက်နော်အဲ့လားကြေသွားပြီးသားကိုအိမ်ကြရင်မီးဘူးနဲ့သွားပြီးစအောင်မတိုက်နဲ့နော်ကြေလက်စဆက်ထားရမယ်ကဲနောက်တစ်ခုဒါဆိုရင်ဒွေပိစဝိညာဉ်30ရှင်တော်စေတသိက်ဆိုရင်ရပြီလားကဲဒါဆိုရင်ဒါဖြစ်လိုက်ပြီတခါသောမနတတန္တိရဏစဉ်းစားနာမည်ကိုကသောမနတတန္တိရဏဆိုတဲ့ကကျမတို့ကဝေဒနာလေးဒီဘာလေးလဲသောမနတဒါလေးစဉ်းစားလိုက်ရင်ကဲတာရစိတ်တာဒရဏစေတသိက်9ပါးဒီစိတ်အားလုံးရှင်တော့ရှင်မှာပေါ့ကဲဝိတက်ရှင်မရှင်ဆိုရင်ဝိတက်ကျင်တဲ့ထဲမှာသောတိပါဒလားဆိုလိုက်ရုံပဲဝိတက်စေတသိက်ဒီဒွေပိစဝိညာဉ်30ကျင်တော့ကာမစိတ်44လုံးရှင်နေဆိုတော့သောတိဒီကျင်တဲ့ထဲမပါရင်ရှင်မလားမရှင်ဘူးလားရှင်နေဟုတ်ပြီနော်ဝိสารဆိုကြည့်ဝိสารစေတသိက်ဒီဒွေပိစဝိညာဉ်30ကျင်တော့ကာမစိတ်44ဆိုရင်ဝိสารကျင်တဲ့ထဲမပါပဲရှင်နဲ့44တဲ့ပါမလားမပါဘူးဒါဆိုရင်ရှင်နေအဓိမောက္ခမရှင်တာ17ပါးပဲရှိအဲ့17ပါးတဲ့ပါသလားဆိုကြည့်လိုက်မပါရင်ရှင်မှာပဲပေါ့အဓိမောက္ခစေတသိက်ဒီဝိသိကိစ္စတံပယုစိတ်တပါးဒွေပိစဝိညာဉ်30ပေါင်း17ပါးကျင်တော်ဆိုအဲ့ထက်ပါလားမပါရင်ရှင်တာပေါ့ဝီရိယစဉ်းစားတော့ဝီရိယမရှင်တာ16ကအာဟိစိတ်ထဲက16ပါလုံးမရှင်ဘူးနော်အဲ့တော့အဲ့ဒီထဲမှာတောတိပါလားဆိုကြည့်လို့ပါသွားရင်မရှင်ဘူးမပါရင်ရှင်တယ်ဒါဆိုကြည့်မယ်ဝီရိယစေတသိက်ဒီဒွေပိစဝိညာဉ်30တံပရိဆိုင်ဒွေတန္တိရဏ3ဆိုရင်တန္တိရဏ3လို့ပြောရင်တန္တိရဏ3ကတောတိတင်းနဲ့ဥတီနဲ့မဟုတ်ဘူးလားဒါဆိုရင်ရှင်မမလားဆက်မဆိုတော့မောလို့ဟောအตาလေးရှင်းလိုက်ရုံပဲရှင်းပြီလားကဲနောက်တစ်ခါပီတိရှင်မရှင်ဆိုရင်ဝေဒနာလေးဖမ်းကြည့်ရုံပဲတောဆိုရင်ရှင်လားမရှင်ဘူးလားဩလွယ်လိုက်တာစန္ဒဆိုရင်အာရိစိတ်18ပါလုံးမရှင်ဘူးဆိုတော့ပြီးပြီပေါ့ဒါဆိုရင်သောမနတတန္တိရဏစိတ်တပါးသည်ဝီရိယစန္ဒကျင်တော်အညာသမစေတသိက်ပြီးပြီပေါ့ဟုတ်လားမရှင်တာလေးဆိုလိုက်ရုံပဲမဟုတ်ဘူးလားဘာနဲ့ပါမရှင်ဘူးလေအဓိမောက္ခစန္ဒကျင်တော်အဲ့တော့I'm sorry ဝီရိယရဲ့ sorry ဝီရိယရဲ့စန္ဒကျင်တော်အညာသမစေတသိက်ရသွားပြီမနောရတာဝိဇ္ဇံအလှည့်သွားတော့မယ်မနောရတာဝိဇ္ဇံအလှည့်ကြလဲကျမတို့ကဟာလာမမြင်သေးတဲ့အချိန်မှာစိတ်ရှည်နဲ့ဖြတ်လိုက်အောင်ဟုတ်ပြီနော်ကဲမနောရတာဝိဇ္ဇံကိုစဉ်းစားရင်တပ္ပစိတ်တာဒါရဏစေတသိက်9ပါးဒီစိတ်အားလုံးနဲ့ရှင်တော့ရှင်တယ်ပေါ့ဝိတက်ရှင်မရှင်ဝိတက်ဒီဒွေ30လဲမရှင်တာဆိုရှင်မရှင်မြင်ရလားဝိสารဒီလဲဒွေ30လဲမရှင်တာဆိုတော့အဓိမောက္ခကဝိသိကိစ္စတံပယုစိတ်တိနဲ့ဒွေ30ပဲကျင်တာဆိုတော့
ဝီရိယတရိထဝီရိယစေတသိက်သည်တွေပိစဝိညာဉ်30တံပရိဆိုင်တွေတန်တိရဏသောပိစဒွာရာဝိဇန္တိဘောင်း16ပါးကျင့်အဲ့ဒီကျင့်တဲ့အထဲမှာမနောဒွာရာဝိဇံပါလားမပါရင်ရှင်းနေပီတိကြရင်ဝေဒနာလှမ်းကြည့်လိုက်မနောဒွာရာဝိဇံသည်ဘာဝေဒနာလဲဥပေက္ခဆိုရင်ပီတိလွယ်လိုက်တာစန္ဒသည်အာယစိတ်မှန်သမျှမရှိဘူးဆိုဖယ်လိုက်ပြီဟုတ်သလားဒါဆိုရင်ဘာနဲ့ပါကျင့်လဲပီတိစန္ဒကျင့်တော်အညာတမန်စေတသိက်ဟုတ်သလားကြိုက်လားကြိုက်တယ်နော်ဇရာမကြည့်ပဲနဲ့တွက်သွားတာဟုတ်လားကဲနောက်တစ်ခုဟတိတုပ္ပတ်ဆိုတာဖရာယဟန္တာပြုံးသောစိတ်ကျမတို့အာယစိတ်ထဲမှာမေးလေးရှိတာလေတခါပဲ question နည်းနည်းအောက်အောင်မယ်တွေ30မေးလေးရှိတယ်ဟုတ်ပြီနော်ပြီးရင်ဟာဒီဖရာယဟန္တာပြုံးရတဲ့ဟတိတုပ္ပတ်မေးလေးရှိတယ်ဒါကြက်ရတယ်ဟုတ်ပြီနော်ကျန်တာလားလဲကျမတော့မကြောက်ပါဘာလားနော်အရေးကြီးမကြီးဘူးလေကိုယ့်အကိုစဉ်းစားပြီးတွက်သွားလို့မရဘူးလားဒါမျိုးလာရင်ဓမ္မမိတ်ဆွေတို့ကဟလာမိကွန်းစာရွက်ရဲ့နောက်ကျောလေးမှာအသာလေးတွက်သွားရင်အဖြေထွက်လားမထွက်ဘူးလားကဲဟတိတုပ္ပတ်စဉ်းစားမယ်ဟတိတုပ္ပတ်ကြရင်ဖရာယဟန္တာပြုံးရတဲ့စိတ်မဟုတ်ဘူးလားမြတ်စွာဘုရားရှင်ပြုံးရသောစိတ်နာဆိုဟတိတုပ္ပတ်ကိုဖွက်ထားတယ်မြတ်စွာဘုရားရှင်ပြုံးရသောစိတ်ဒီဘာစိတ်အဲ့ဒီပြုံးရတဲ့စိတ်မှာအဲ့ဒီစိတ်ဖြစ်လာရင်စေတသိက်ပေါင်းမိမြအတူရှင်တွဲပါနိုင်သနည်းလို့ပြောရင်ကျမတို့ကတင်္ဂဟာနီးကစဉ်းစားရုံပဲမဟုတ်ဘူးလားဒါဆိုရင်စဉ်းစားကြစို့အညာတမန်73ပေါင်ပဲစဉ်းစားမယ်ဆိုတော့တပ္ပစိတ်တတာတာရဏစေတိတ်9ပါးသည်ရှင်နေစိတ်အားလုံးမှာရှင်တော့ဝိတက်ကလည်းဒွေ30ကလွဲရင်ရှင်နေပေါ့ဝိဇာရကလည်းဒွေ30ကလွဲရင်ရှင်နေအဓိမောက္ခကလည်းဝိသိကိစ္စတန်တယုံနဲ့ဒွေ30ဆိုတော့ရှင်မှာပဲဝိရိယလေးဖြည်းဖြည်းဆိုရမယ်ဝီရိယမရှင်နာသည်ဒွေပိစဝိညာဉ်30တံပရိဆိုင်ဒွေတန်တိရဏ3ပိစဒွာရာဝိဇန္တိ16ပါ16ပါကျင့်နေဘာနဲ့ပါတော့ရှင်းတယ်လေမနောဒွာရာဝိဇံနဲ့ဟတိတုပ္ပတ်ဆိုတော့ရှင်းလားမရှင်းဘူးလားပီတိကိုကြည့်တဲ့အခါကျရင်ဟတိတုပ္ပတ်လေးကိုကြည့်လိုက်တဲ့အခါမှာသောမနတ္တဆိုရင်စန္ဒအာယစိတ်မှန်သမျှဆိုစန္ဒတစ်ခုပဲကျင့်တာမဟုတ်လားဒါဆိုရင်ကျမတို့ကဆိုရိုးကြဆိုလိုက်ရင်ဟတိတုပ္ပတ်စိတ်တပါးသည်စန္ဒကျင့်တော်အညာတမန်စေတသိက်โอเคရပြီနော်ဒါဆိုရင်အညာတမန်စေတသိက်က73ပါအညာတမန်စေတသိက်ဒီစိတ်အားလုံးမှာတွင်တွင်ကြဲကြဲရှင်းတယ်စိတ်အားလုံးမှာတွင်တွင်ကြဲကြဲရှင်းတော်လဲအားဟိတ်စိတ်တွေကြလို့ရှိရင်စန္ဒဘရောမှမလိုက်ဘူးစန္ဒကျင့်တော်7ပဲအများဆုံး7ပဲဖြစ်တယ်ရပြီနော်ကဲနောက်တစ်ခုပေစဒွာရာဝဇံကျမတို့ကပေါင်းမပြောတစ်ခုစီသွားမယ်ပေစဒွာရာဝဇံစိတ်ရှင်သောစေတသိက်တွက်ကြည့်မယ်ဟုတ်ပြီနော်ဒါဆိုရင်တပ္ပစိတ်တတာတာရဏစေတသိက်9ပါးသည်စိတ်အားလုံးနဲ့ဝိတက်သည်ဒွေ30ကလွဲရင်အကုန်ရှင်တော့ရှင်လားနည်းနည်းကျမတို့လိုက်ပြောလေရှင်လားပေလားတော့ပြောပြီအဲ့လိုရှင်တဲ့အတွက်ကြောင့်ရှင်တယ်ဟလာအဓိမောက္ခသည်ဝိသိကိစ္စတန်မျိုးစိတ်တပါးရဲ့ဒွေပိစဝိညာဉ်17ပါးကျင့်ရင်အရှင်တဲ့အတွက်အဲ့ဒီကျင့်တဲ့အထဲမှာပါလားမပါတဲ့အတွက်ကြောင့်ရှင်တယ်ဝီရိယမရှင်တာ16ပါးထဲမှာအခုပေစတော်တော်ဝဇံပါသလားလို့ဖြည်းဖြည်းဆိုမယ်ဝီရိယစေတသိက်သည်ဒွေပိစဝိညာဉ်30တံပရိဆိုင်ဒွေတန်တိရဏ3ပေါင်း16ပါကျင့်တော်ဆိုတော့ပိစဒွာရာဝဇံကိုဝီရိယမရှင်ဘူးပြီးသွားပီတိလှည့်ရောက်ပြီပီတိကြရင်ဝေဒနာလေးချောင်းကြည့်လိုက်တော့ဥပိ္ပခာဖြစ်နေတော့ပီတိလည်းစန္ဒကအာရိစိတ်ဆိုရင်မလိုက်ဘူးဒါဆိုရင်ပိစဒွာရာဝဇံစိတ်တပါးသည်ဝီရိယပီတိစန္ဒကျင့်တော်အညာတမန်စေတသိက်10ပါးနေရှင်ဟုတ်သလားကဲပြီးတံပရိဆိုင်ဒွေကိုစဉ်းစားမယ်တံပရိဆိုင်ဒွေကိုစဉ်းစားရင်လေတံပရိဆိုင်ဒွေလေဒီပုံစံပဲထွက်လိမ့်မယ်တံပရိဆိုင်ဒွေကိုကြည့်တဘာစိတ်ဓာတ်9ပါးဒီစိတ်အားလုံးနဲ့ရှင်ပါတယ်ဒါကြောင့်ရှင်တယ်
ကျမရွယ်ပြောသွားတဲ့အခါကျရင်ကျမပဲအလွတ်တွေရာပြီးတော့အာသေဝနာတွေထုံးပြီးတော့ဖြစ်မှာပေါ့ဟုတ်တယ်လားဓမ္မမိတ်ဆွေတို့ပြောရတော့မယ်ပြောတော့မပြောတော့ဘူးเนาะဒီချိန်ကစကဲဝိတက်သည်ပြောလေဒေပိစဝိညာဉ်30ကျင်းတော့ရှင်နဲ့အတွက်ဝိတက်ကျင်းနဲ့ဒွေ30တဲ့ပါလားမပါရင်အဲ့ဒီလိုပြောလေကျမအများကြီးပြောပြီကဲပြောရှင်နဲ့ဝိစာရကျင်းနဲ့ဒွေ30ထဲမှာမပါတဲ့အတွက်ကြောင့်ရှင်နဲ့ကဲအဒီမောက္ခပြောကြည့်ဘာ7ပါးကျင့်တော့အဲ့ဒီကျင့်တဲ့အထဲမှာကာမစိတ်မပါပါဘူး7ပါးကျင့်တော့စိတ်ကြီး88ဘာကာမစိတ်လဲ7ပါးကျင့်စိတ်ကြီး88စိတ်ကျ130နဲ့ဟုတ်ဘူးလားဘာကာမစိတ်လဲဓမ္မမိတ်ဆွေတော့လုံနေပြီเนาะအဲ့ဒီတော့အဲ့ဒီကျင့်လိုက်တဲ့7ပါးတဲ့ပါလားမပါရင်ကဲဝီရိယဆိုကြည့်ဝီရိယစေတသိက်တည်ပေါင်း16ပါးကျင့်အဲ့ဒီကျင့်နဲ့16ပါးထဲမှာတံပရိဆိုင်တွေပါသွားပြီဆိုရင်ဝီရိယပီတိရှင်မရှင်ဆိုရင်တံပရိဆိုင်တွေရဲ့ဝေဒနာကိုကြည့်ဒါဆိုရင်ပီတိစန္ဒဆိုရင်အာဟိစိတ်ဒါဆိုရင်ဘာကျင့်တော်ပဲလေဝီရိယပီတိစန္ဒကျင့်တော်အတူတူပဲမဟုတ်ဘူးလားโอเคဒါကိုပေါင်းလိုက်တော့မနောဓာတ်3ဆိုလဲအတူတူဖြစ်သွားတာပေါ့ကဲဥပိ္ပခတန္တိရဏစိတ်2ပါးဆိုကြည့်မယ်ဟဲ့လားတပ္ပစိတ်တာရဏစေတိတ်9ပါးပြီးရှင်တဲ့အတွက်ရှင်နေဝိတက်ကျင်တဲ့ဒွေ30ထဲမှာမပါတဲ့အတွက်ကြောင့်ရှင်ဝိစာရမရှင်တဲ့ဒွေ30ထဲမှာမပါတဲ့အတွက်ကြောင့်ရှင်အဒီမောက္ခမရှင်တဲ့ဝိသိကိစ္စတန်တရုပ်စိတ်တပါဒွေ30ထဲမှာမပါတဲ့အတွက်ကြောင့်ရှင်နေခုပါစဉ်းစားဥတီနော်ဘာတော့ကြဘာကျင်နေမှလည်းမသိပဲဖြစ်အောင်ကဲဝီရိယကြောင့်လာပြီဝီရိယမရှင်တာ16ပါအဲ့ဒီမှာဆိုမယ်ဒွေပိစဝိညာဉ်30အဲ့ဒီ16ပါးထဲမှာဥတီနဲ့ပါမသွားဘူးလားပါသွားရင်ရှင်းလားမရှင်းဘူးနောက်တစ်ခါပီတိရှင်မရှင်းဆိုရင်ဝေဒနာလှမ်းကြည့်တော့မရှင်းဘူးစန္ဒလည်းဒါဆိုတူးမနေဘူးလားတူးနေတဲ့အတွက်ကျေးဇူးတော်ရှင်မူလပဋ္ဌာန်းဆရာတော်ဘုရားကြီးကမနောဓာတ်3ဥပိ္ပိစဒွါရဝိသံတေတံပရိဆိုင်တွေမောင်မနောဓာတ်စိတ်3ပါးဥပိ္ပခာတန္တိရဏစိတ်2ပါးပေါင်း5ပါးသောစိတ်တို့သည်ဝီရိယပီတိစန္ဒကျင်းတော်အညာတမန်စေတသိက်ခဲလားဒါဆိုရင်အာဟိစိတ်ဆိုအညာ73ဆိုအညာ73ကျေသွားရင်ပြီးပြီပေါ့အကုသိုလ်စိတ်လို့ပြောရင်ဟာလားအညာ73 plus အကုသိုလ်စိတ်တိတ်14ဆိုအညာ73ဘက်ကလည်းကျေရမယ်အကုသိုလ်စိတ်တိတ်14လည်းကျေရင်တွက်လို့တက်ပြီပေါ့သောဗနာစိတ်တွေအလဲကြရင်အညာ73နဲ့သောဗနာစိတ်စေတသိက်25ကိုကြေအောင်ကြက်ရင်ရပြီပေါ့ခက်သေးလားဒါဆိုရင်အာဟိစိတ်18ပါးမှာဒွေပင်စဝိညာဉ်10ဒွေပင်စဝိညာဉ်10ပါးရှင်သောစေတသိက်ကသောမနတတန္တိရဏစိတ်တစ်ပါးရှင်သောစေတသိက်က7ပါးမနောဒရဝိဇံစိတ်တစ်ပါးရှင်သောစေတသိက်ကဟတိတုပ္ပစိတ်ရှင်သောစေတသိက်ကပိစဘောရဝိဇံရှင်သောစေတသိက်က10ပါးတံပရိဆိုင်တွေရှင်သောစေတက10ပါးဥပိ္ပခတန္တိရဏနဲ့ရှင်သောစေတသိက်က10ပါးဒါဆိုရင်အာဟိစိတ်18ပါးလုံးမှာအများဆုံးကဟတိတုပ္ပပဲဟုတ်လားအာဟိစိတ်18ပါးလုံးလို့စဉ်းစားရင်ရှင်သောစေတသိက်ဒီစန္ဒကအမြဲမပါသွားပြီဒါစန္ဒဖယ်ထည့်လိုက်ရင်12ပါးဒီအများဆုံးပဲရမလား
အဲ့ဆိုပြီးပြီပေါ့ဟုတ်ပြီနော်ကဲဒါဆိုရင်ခုကျမတို့ကကာမသောဘန24ကိုဆက်တက်တော့မယ်ကာမသောဘန24ဆိုတဲ့အတွက်ကြောင့်ဟလာကျမတို့ကကာမစိတ်54တဲ့ကအကုသိုလ်စိတ်12ပါးရှင်သောစေတသိက်တွေတွက်ပြီးသွားပြီလောဘမှုစိတ်10ပါးဒေါသမှုစိတ်2ပါးဝိသိကိစ္စတံမြုပ်စိတ်1ပါးဥဒိစ္စတံမြုပ်စိတ်1ပါးရှင်တာတွေတွက်ပြီးသွားတယ်လို့ခုအာရိစိတ်18ပါးလည်းပြီးပြီဆိုတော့အာသောဘနစိတ်30တွက်ပြီးသွားပြီပေါ့ဟုတ်လားရှင်ဒါဆိုရင်အခုကျမတို့ကကာမသောဘနစိတ်24ကာမသောဘနစိတ်24တဲ့ကခုကျမတို့ကမဟာကုသိုလ်စိတ်10ပါးကိုတွက်မယ်အဲ့တော့ကာမသောဘနကိုပြောပါအောင်မယ်လေကာမသောဘနစိတ်24ကာမသောဘနစိတ်24ရေမဟေကုတ်စိတ်29ရေပြီးရင်လောကုတ္တရာစိတ်အကြီးရှိအကျယ်40ပေါင်းလိုက်လို့ရှိရင်အာသောဘနစိတ်30ကိုဖယ်လိုက်တဲ့ဒါတွေပေါင်းလိုက်ဒီစိတ်အကုန်လုံးသည်သောဘနစိတ်59 61ထဲမှာပါမသွားဘူးလားအဲ့ဒီသောဘနစိတ်59 61ထဲမှာကျမတို့ကသတိထားမှာကကာမစိတ်ထဲက24ပါးရှိတယ်ဟုတ်လားပြီးရင်ဒီမေဃစိတ်29ဆိုတာလဲဇန်စိတ်လောကုတ္တရာစိတ်အကျယ်40ကလည်းဇန်စိတ်ဆိုကာမတစ်ဖြတ်ဇန်တစ်ဖြတ်တွေကျမတို့စဉ်းစားခဲ့ဘူးတယ်ဟုတ်ဘူးလားကာမတစ်ဖြတ်ထဲမှာအခုစဉ်းစားမှာကကာမသောဘန24အခုဇန်စိတ်တွေကျန်နေအောင်မှာနော်သို့တော့စဉ်းစားလိုက်တဲ့အခါမှာသောဘနစိတ်တွေဖြစ်တဲ့အတွက်သောဘနစိတ်တွေမှာစေတသိက်ဘယ်လောက်ရှင်တယ်လဲလို့စဉ်းစားရင်အညာတမန်က73ပါအကုသိုလ်စေတသိက်က14ပါသောဘနစေတသိက်က25ပါးရှိတဲ့အထဲမှာအခုကျမတို့ကအည73ဒီစိတ်အားလုံးမှာတွင်တွင်ကြဲကြဲပါတဲ့အတွက်ကြောင့်သူ့ကိုကျမတို့စဉ်းစားမှာပေါ့ဟုတ်တယ်လားအကုသိုလ်စေတသိက်ဆိုတာအကုသိုလ်စိတ်ကြမှာပါမှာဆိုတော့ကိုယ်ဥစ္စာသောဘနစိတ်ဖြစ်သွားပြီဆိုတော့မပါတော့သောဘနစေတသိက်ဆိုတာသောဘနစိတ်ကြရင်ပါမယ်ဆိုသူ့ကိုစဉ်းစားဖို့လိုလားမလိုဒါဆိုရင်အခုကျမတို့ကဒီသောဘနစိတ်တွေစဉ်းစားတိုင်းမှာစဉ်းစားเสียစေတသိက်ဒီနှစ်ကွက်ပဲဆင်ရှိတော့ဟုတ်လားအလုံးပေါင်းဒီ38ပေါင်းပဲရှိမယ်ဟုတ်လား38တဲ့ပို၍မရှိဘူး38တဲ့ရှိမယ်38တဲ့ရော့တာရှိမယ်ဒါပဲတွေ့ရတယ်ဒါဆိုရင်အခုကျမတို့ကအဲ့ဒီထဲကကျန်တာတွေကိုလောဘကြီးပြီးတော့ကျမတို့မရှာနဲ့အခုကျမတို့စဉ်းစားမှာကာမသောဘန24ကာမသောဘန24မှာစေတသိက်ဘလောက်ရှင်တယ်လဲလို့ကြည့်တဲ့အခါမှာလဲ24လုံးပေါင်းရှင်လို့ပဲရပါမယ်ကာမသောဘန24ကိုစဉ်းစားရင်မဟာကုသိုလ်က10ပါးမဟာဝိဘက်က10ပါးမဟာကရိယာက10ပါးဆိုရင်ပထမဆုံးမဟာကုသိုလ်စိတ်10ပါးကိုကျမတို့ကအရင်ဆုံးစဉ်းစားမှာပေါ့ဟုတ်လားရှင်မဟာကုသိုလ်စိတ်10ပါးကိုစဉ်းစားမယ်ဆိုတဲ့ကကျမတို့ကဒီသဘာဝလေးကိုရေးရတော့မှာပေါ့မဟာကုသိုလ်စိတ်10ပါးကိုရေးတဲ့အခါကျရင်သောမနတက4ပါးဥပိ္ပခာက4ပါးအမြဲတမ်းဒါလေးကမျက်စိထဲမှာဟလာကျမတို့စွဲနေရမယ်ပြီးရင်ပထမသောမနတ2ပါးရဲ့အပေါ်မှာကညာတန်ဒုတိယတတွဲကညာဝိတ်တတိယတတွဲကညာတန်စတုထတတွဲကညာဝိတ်ဒါတိယပြီးရင်ဒါတွေကအတာအာတာအာတာသွားယူမယ်ဒါပုံစံသူ့ပုံစံချရေးတာအဲ့ဒီမှာအဆိုရင်အသင်္ခါရိကတဆိုရင်တသင်္ခါရိကတသင်္ခါရိကဖြစ်ရင်ထိနမိတ်တာလိုက်တယ်ဆိုတာဒီကျမတို့ကအကုသိုလ်စိတ်နဲ့သာဆိုင်တယ်ဟုတ်လားဒါဆိုရင်မဟာကုသိုလ်စိတ်ဆိုတာအကုသိုလ်စိတ်ထဲမှာမပါတာဒါဆိုရင်အတတိပဓာနာဘာမှာအဖြစ်ဖြစ်တဖြစ်ဖြစ်ပဓာနာလုံးဝမကြတဲ့အတွက်မြင်တော့မြင်နေရမယ်စာမေဝမေကိုနေကြရင်အသင်္ခါရိကစိတ်လားတသင်္ခါရိကစိတ်လားတော့ကိုကြည့်ရမယ်အဖြစ်ဖြစ်တဖြစ်ဖြစ်ကရှင်နဲ့စေတသိက်ချင်းအတူတူပဲဒါကြောင့်ခုဒီနေရာမှာကျမတို့ကတွက်တဲ့အခါကျရင်မဟာကုသိုလ်စိတ်10ပါးကိုယူတဲ့အခါမှာမဟာကုသိုလ်ဒီယာကိုပထမဒွေလို့ယူလိုက်တယ်ပထမဒွေဟုတ်ပြီနော်ပထမအတွဲပေါ့ပထမတွဲသည်သောမနတညာတန်အလည်းဖြစ်ခြင်းဖြစ်မယ်တလည်းဖြစ်ခြင်းမယ်ဒါကိုပထမဒွေဒါပေမဲ့မြန်မာတွေကငပိစားတော့ခက်လေးလေးမှကြိုက်တော့ဒွေလို့ထည့်လိုက်တာနော်အဲ့ဒါကပြင်ယူရမှာ
နော်ငါတို့ကငပိစားတော့မြန်မာတွေမို့လို့ဟလာခက်လေးလေးပဲကြိုက်တယ်ဆိုပြီးတော့မတွေးနဲ့တန်တရုပ်ဖဲသွားတန်တရုပ်စာမဆိုနဲ့နော်လေလားအဲ့ဒါပြင်အဲ့ဒါကိုနှုတ်ကြိုးတာကိုမပြင်းသွားရင်တောက်လျှောက်မှားသွားလိမ့်မယ်နော်ဒါကြောင့်တန်တရုပ်နော်နောက်တစ်ခါဓမ္မမဟုတ်ဓမ္မာနံဒီလိုရမယ်ဓမ္မာနံမဟုတ်ဘူးဓမ္မဗျူဟာနော်ဟုတ်လားဓမ္မဗျူဟာမဟုတ်ဘူးဓမ္မဗျူဟာဓမ္မံတရဏံကိသာမိနော်ဒါမျိုးဆိုရမယ်တရားဓမ္မမဟုတ်တရားဓမ္မအဲ့ဒီမတ်သက်တစ်လုံးကလေကျမနီးစက်တဲ့သူတွေတိုင်းမှာအကြည့်လိုက်ရင်ပြုတ်နေတယ်နော်အဲ့ဒါကျမကလည်းဟိုမကောင်းဟဲ့ဒီနာကလေအဲ့ဒီလိုပြုတ်သွားတဲ့အတန်ဝိဆက်ပေါက်တန်ပါရင်နားထောင်လို့မရအောင်ဒီနားလဲတော်တော်စေးုံတော့တပြမယ်နော်အဲ့ဒါနောက်တစ်ခုကျမဖျားစင်လို့ဖျားပေါ်တက်တာလို့ဆိုလဲဒီနားထောင်လို့မရအောင်ဖျားကြောင်းဆောင်ဖျားကုန်းတော်ပေါ်သွားမယ်ဘယ်ကပြန်လာလဲဖျားပေါ်ကဆင်းလာတာနည်းနည်းကြည့်လိုက်ဖျားဘယ်ပေါ်တက်လာပြီးတော့ဆင်းလာလဲမသိကြောက်เสียစကားကြီးတွေအဲ့ဒါနားထောင်လို့မရတဲ့ထဲမှာပါတယ်ဝိဇ္ဇပေါက်တန်နားထောင်လို့မရအောင်ရပ်ပင့်တန်နေရရစ်တန်နေပါဠိမှာမရှိဘူးဒါကြောင့်ပစ္စယောပဲပစ္စယောမဟုတ်ဘူးနော်ပစ္စယောဟေတုပစ္စယောဟေတုပစ္စယောအဓိပတိပစ္စယောအဲ့ဒါပစ္စယေနပစ္စယောလဲပစ္စယေနပြစ်ကလည်းပြစ်လိုက်သေးတယ်ဝိဇ္ဇပေါက်ကလည်းထည့်လိုက်ပြီးတော့ပစ္စယေနပစ္စယောပွားယောအဲကျမတို့နှုတ်တွေပြင်ပလိုက်မှာနော်အဲ့ဒါတွေကပြေမရဘူးလားဒါကြောင့်အမှားသည်အလေးအကျင့်ကိုပြင်မပြင်လိုက်ရင်အမှားကြရင်အမှန်ဖြစ်သွားတတ်တယ်နောင်လာနောင်သားနှောင်းသူတွေကကိုယ့်ရဲ့သားစဉ်မြေးဆက်တွေကကိုယ့်အဖေကအမြဲတမ်းဟလာကိုယ့်အမေကအမြဲတမ်းဒီလိုပဋ္ဌာန်းပူဇော်နေဆိုနားထဲမှာခလေးဘာဝတွေကဆွဲသွားမှာအမှားကြီးဆွဲသွားရင်တို့ကဒါပဲယူတော့မှာလေဘသူကသင်ပေးမှာလဲဓမ္မမိတ်ဆွေများသဘောပေါက်ပြီနော်ဒါကြောင့်ကျမတို့ကကိုကစပြီးတော့မမှားဖို့ကြိုးစားဒါကြောင့်ကျမတို့ရဲ့တာဝန်ကတော့ဓမ္မမိတ်ဆွေတို့မှားရင်ထောက်ပြရမှာပဲထောက်ပြတာဒီဟလာနှိမ်နာမဟုတ်ဘူးအပြစ်ရှာတာမဟုတ်ဘူးဓမ္မမိတ်ဆွေတို့ပြင်စေချင်တာနော်ပြင်လိုက်ရင်ကောင်းမလားမကောင်းလားကောင်းတယ်နော်ဒါလေးကိုသတိထားဒါကြောင့်အခုဒီနေရာမှာလဲပထမဒွေတော်ပြီပထမဒွေမဟုတ်ဘူးဒွေကသေးပြီဓမ္မမိတ်ဆွေများဒွေကိုမချစ်နဲ့တော့ဟုတ်ပြီနော်ပထမဒွေတွေ့ပြီးဒီနေရာမှာဒုတိယကိုကြည့်ရင်သောမနတညာဝိတ်အတအဲ့ဒါကိုကြရင်ကျမတို့ကဒုတိယဒွေဒီမှာယူပုံကပြီးရင်တတိယဒွေပြီးရင်စတုထဒွေဆိုပြီးတော့မဟာကုသိုလ်စိတ်၈ပါးကိုပထမဒွေဒုတိယဒွေတတိယဒွေစတုထဒွေနဲ့ယူလိုက်မယ်ဒါစိတ်ကိုအရင်ဆုံးစဉ်းစားမဟာဝိဘတ်စိတ်၈ပါးလဲဒီပုံစံသွားလိုက်မယ်မဟာကရိယာစိတ်၈ပါးလဲဒီပုံစံသွားမယ်နောက်တစ်ချက်ထပ်တိုးရမှာမဟာကုသိုလ်စိတ်ဆိုတာကျမတို့တွေဟာလားပုထုဇဉ်နေယဟန္တာမဖြစ်သေးတဲ့အရိယာတွေဖြစ်တဲ့သောတာပန်တဂရဂံအနာဂံကြီးတွေကောင်းမှုလုပ်ရင်ဖြစ်သောစိတ်ဒီမဟာကုသိုလ်စိတ်ဖယားယဟန္တာတွေကြရင်မဟာကရိယာစိတ်နဲ့စဉ်းစားရတယ်မဟာကုသိုလ်ရဲ့အကျိုးကြရင်မဟာဝိဘတ်စိတ်နဲ့စဉ်းစားရတယ်မဟာကုသိုလ်သည်ကောင်းသောစိတ်အပြစ်ကင်းသောစိတ်ကောင်းသောအကျိုးပေးတတ်တဲ့ကုသိုလ်စိတ်မဟာဝိဘတ်ဆိုတာမဟာကုသိုလ်ရဲ့အကျိုးစိတ်မဟာကရိယာဆိုတာအကြောင်းကုသိုလ်အကျိုးဝိဘတ်နှစ်ပါးကလွတ်တဲ့ကြောင်းကျိုးလွတ်စိတ်ဖယားယဟန္တာ၌ဖြစ်သောစိတ်အဲ့ဒီ idea ပြန်ဝင်သွားမှမေးခွန်းလာရင်ဟလာကျမတို့ဟလာခုနကရေဘေးဒုက္ခရောက်နေတဲ့သူတွေကိုကျမတို့ကုသိုလ်ကောင်းမှုတွေဝိုင်းလုပ်ရမယ်ဒါလည်းတတိယတော့ရေဘေးကိစ္စကြုံတော့ပြောရလိမ့်မယ်ကျမတို့နှစ်စဉ်နှစ်တိုင်းကျမတို့မြန်မာနိုင်ငံမှာဟလာကြုံနေကြတဲ့ကျမတို့ရဲ့ဟလာနိုင်ငံသူနိုင်ငံသားတွေနော်တနည်းအားဖြင့်ဟလာတရေတဲဟလာတရေတဲတောက်ပြီးတမြေတဲနေကြတဲ့ကျမတို့နိုင်ငံသူနိုင်ငံသားတွေအတိဒုက္ခခုရိုးရိုးဒုက္ခမဟုတ်ဘူးခုကျမတို့ချမ်းချမ်းသာသာနဲ့ဟလာနေရတယ်ချမ်းချမ်းသာသာရေထဲမှာရေဆက်ဆက်နဲ့နေနေတာလည်းမဟုတ်မိုးတွေလည်းယိုနေတဲ့ထဲလည်းမပါဘူးစားစရာလည်းအပြည့်ရှိတယ်ဟုတ်တယ်လားဒါအပြင်ကျမတို့တွေမိုးလုံလေးလုံအေးအေးဆေးဆေးလေးထဲမှာအခုကျမတို့စာသင်နေရတယ်ဒီလိုကျမတို့သင်နေတဲ့အချိန်မှာကျမတို့ရဲ့မြန်မာနိုင်ငံမှာအခုဒုက္ခရောက်နေအခုဆိုပဲခူးတို့ရွှေကျင်းတို့မတ်တောက်တို့ဆိုတာကျမတို့ဓမ္မဗျူဟာသင်တန်းခွဲတွေအများရှိတဲ့နေရာတခါဖအန်တို့ဘာတို့ဘက်တွေဆိုဟိုတလောကဆီယမဒီမှာဆိုရိုးချပေးသွားတဲ့စိတ်ပိုင်းက
ဆရာမဒေါ်ရီဝင်းကဖမ်းအမနေတာအဲ့ဒီကနေပြီးတော့ကူပြီးတော့ဒီကိုလာစာတင်ရရှာတာနော်သူ့ရဲ့တရားကလည်းနည်းနည်းနောတရားသူတို့ကလာလို့မရအောင်ဒုက္ခရောက်နေဆိုအဲ့တော့ကိုယ့်ဆရာမတွေကိုယ့်ရဲ့ဓမ္မမိတ်ဆွေတွေရှိလို့ရမဟုတ်ကျမတို့ဓမ္မပြူကနှစ်တိုင်းဘာလုပ်ကြလဲဆိုရင်အဲ့ဒီလိုဒုက္ခရောက်နေတဲ့အနေကြုံတိုင်းမှာရေဘေးဆိုလဲကျမတို့ရေဘေးအလှူနော်လေဘေးဆိုလဲလေဘေးအလှူပေါ့နာဂစ်တို့ဘာတို့လိုမျိုးအဲ့ဒါမျိုးကြုံလို့ရှိရင်ကာလဒါနအနေနဲ့ကောင်းမှုပြုစမြဲအခုဒါကြောင့်ဒီနှစ်ကဒါကျမတို့အရေးကြုံလာပြီဆိုရင်ကျမတို့အရေးနေရင်ဟာလာသွေးစီကြရမယ်ဆိုတဲ့အတိုင်းပဲအခုကျမတို့ဘာလုပ်ကြရမလဲလှူကြရအောင်နော်အဲ့တော့ဓမ္မမိတ်ဆွေတို့အတန်းလဲကြည်ညာတယ်အခုကျမတို့စုပေါင်းလိုက်ရင်တယောက်အားလေးတွေနဲ့တနိုင်လေးတွေစူးစမ်းသွားလို့ရှိရင်အများတော့ဖြစ်သွားတာပဲအဲ့ဒါကိုကျမတို့ဒုက္ခရောက်တဲ့နေရာတွေလှူမယ်ဓမ္မမိတ်ဆွေများကာလဒါနနော်အဲ့တော့ကျမတို့ဓမ္မမိတ်ဆွေတို့အတန်းလေးခုကြည်ညာပြီကျမတို့အခုစနေတနင်္ဂနွေအတန်းတွေလည်းအကုန်ကြည်ညာလိုက်ရင်ဟလာရလာတဲ့အလှငွေတွေအကုန်လုံးကိုဓမ္မမိတ်ဆွေတို့ကျမတို့ချမ်းသာတဲ့နေရာချမ်းသာအောင်လှူကြမှာပေါ့အရင်နှစ်တွေတော့ကတော့အဝတ်အစားတွေရောအစားအသောက်တွေရောစောင်းတွေရောယူတယ်ဒီနှစ်တော့ငွေသားပဲလက်ခံတော့ကျမတို့ငွေသားပဲအကောင်းဆုံးပဲအဝတ်အစားဆိုရင်လေတချို့ကတကယ်ကိုကောင်းကောင်းမွန်မွန်နော်ဟလာရှော့ဖို့မိဘူးတွေဘာတွေတိုက်ပြီးမှလာပေးတဲ့သူရှိသူတချို့ကလည်းအိမ်မှာသုံးလို့မရတာတွေအကုန်လုံးလာပေးထားတော့ကျမတို့တော်တော်ဒုက္ခရောက်ဖူးတယ်နော်ဒုက္ခရောက်တော့နန်းစော်နေတာတွေတခါလေဝင်းလို့တော့မရတာတွေအဲ့ဒါတွေကိုရှင်းရတာနဲ့ဗာနဲ့ဆိုတော့သွားပေးရမှာစဉ်းစားကြည့်ပါဦးသူများဒုက္ခရောက်တဲ့အချိန်မှာကိုကမကောင်းတာတွေသွားပေးရင်သူတို့ခင်ဗျာဘယ်လောက်ဆင်းရဲမလဲဒါကြောင့်ကျမတို့ဒါကြောင့်အငွေပဲကျမတို့လှူလိုက်ကြမယ်အဲ့ဒါအကောင်းဆုံးပဲနော်နောက်တစ်ခုကျမတို့အရင်တော့ကဝေါ်တို့ဘာတို့ပဲဒီပကိုးပဲတခါရေအကြီးအကျယ်ဖြစ်တော့ဝေါ်တို့ဘာတို့အထိကျမတို့လှေတွေနဲ့ကိုသွားပြီးတော့အကုန်လုံးအိမ်လေးတွေကခေါင်မိုးပဲပေါ်တော့တယ်လှေတွေနဲ့ပါသွားပြီးတော့ကျမတို့စံနေပါတယ်စံအိတ်တွေကိုကားကြီးတစ်စီးနဲ့ဝယ်ပြီးတော့သွားတယ်အဲ့ဒါလည်းတိတ်အဆင်မပြေဘူးနော်ဆိုတော့လုတ်ခဲ့တာပဲဘာလို့ဆိုတော့အလူခံပုံကိုယ်တွေပေါ့တနည်းအားဖြင့်ဒုက္ခရောက်နေတဲ့ဒုက္ခိတတတ္တဝါဆိုတာဒါပဲအခုနော်ကိုလည်းငါပြက်တောက်တယ်ပြောတာမဟုတ်ဘူးကျမတို့တကယ်ကိုတဲ့စာရင်နှိမ့်ကျသွားပြီနော်အိမ်နေတာမြုပ်နေပြီဆိုပစ္စည်းတွေထည့်မတွေးနဲ့တော့လူတော်မှအနိုင်ဆိုရင်ဒါကြောင့်အသက်နဲ့ပစ္စည်းဝတ္ထုဆိုရင်ပစ္စည်းဝတ္ထုကိုစွန့်လိုက်ရတာပဲဟုတ်တယ်လားအခုကျမတို့ဒီအသက်အတွက်ကျန်းမာရေးအတွက်ကိုအဓိကထားရတော့မှာဆိုအခုအသက်ရှည်ဖို့တောင်နော်အသက်ဘေးကလွတ်ဖို့တောင်ဟလာကျန်းမာရေးတွေကောင်းဖို့ဆိုအခုရေတွေကျသွားတဲ့နေရာဆိုလဲရေတွေတောက်ရည်တန်းတွေမရှိနိုင်တော့ပစ္စည်းကုန်ပြီအကုန်လုံးနော်အဲ့တော့အနာယောဂါတွေလည်းတောက်လျှောက်ဝန်ယောဂါတွေဘာတွေရောလာမလားမလားဒါကြောင့်ကျမတို့တွေဒီကောင်းမှုကဘာတွေကိုလှူလို့အာယုံရမလဲဆိုအသက်ရှည်ဖို့ရယ်ကျန်းမာဖို့ရယ်သူတို့ရဲ့စာဝတ်နေရေးပြည့်စုံဖို့ရယ်နော်စေဝါအထိပေါ့စာဝတ်နေရေးကျန်းမာရေးအထိပါကျမတို့အာယုံပြုပြီးလှူကြရအောင်ဓမ္မမိတ်ဆွေများဒါကြုံလို့ပြောတာအဲ့တော့အခုဓမ္မမိတ်ဆွေတို့ကျမတို့အခုလည်းဒီတိုင်းပဲပေါ့အဲ့ဒီလိုအချိန်မှာလုံနေတဲ့စိတ်ဒီမဟာကုသိုလ်စိတ်ပဲပေါ့အဲ့ဒီမဟာကုသိုလ်စိတ်မှာမှသောမနတဝမ်းမြောက်ဝမ်းသာလောက်တာရှိမယ်ဟဲ့လားစိတ်မပျော်မရွှင်နဲ့ဥပိ္ပခာနဲ့လောက်တာရှိမယ်ဉာဏ်နဲ့ရှင်ပြီးလောက်တာရှိမယ်ဉာဏ်နဲ့မရှင်ပဲလောက်တာရှိမယ်ဆိုပြီးတော့အဲ့ဒီမဟာကုသိုလ်စိတ်တွေမှာစေတသိက်ဘလောက်ရှင်တယ်လဲဆိုတာစာမေးပွဲမှာဟာဒီပု္ပ္ပာဒီအများဆုံးမေးသောပု္ပ္ပာတစ်ခုလားဖြစ်တယ်။ဒါမှလည်းဆိုကျမတို့နဲ့လက်လန်းမိတာဒီမဟာကုသိုလ်စိတ်ဒီကျမတို့မှာအများဆုံးဖြစ်တာရဲ့အကုသိုလ်စိတ်ထဲရဆိုလဲကျမတို့အမြဲတမ်းမေးတာပဲဘာလို့လဲဆိုကျမတို့ကတော်တော်ဖြစ်တာနော်အကုသိုလ်မှာလောဘမှုစိတ်တွေစေတသိက်ဘလောက်ဆိုကျမတို့ရဲ့ဘက်တော်သားကြီးတွေမဟုတ်ဘူးလားဒေါသဖြစ်တဲ့အခါစေတသိက်ဘလောက်လဲမောဟဆိုတာထမင်းစားနေပေမဲ့ထမင်းပေါ်စိတ်မရောက်ဘဲနဲ့စိတ်ကတွေးနေဥဒိစ္စပဲအဲ့လိုမျိုးဆိုရင်စေတသိက်ဘလောက်လဲဆိုအကုသိုလ်စိတ်12ပါးထဲမှာလည်းအများဆုံးမေးတာလောဘမှုနဲ့ဒေါသမှုအများဆုံးမေးတာပဲနော်အဲ့လိုမျိုးဆိုရင်စေတသိက်တွက်လို့ရတယ်အားရစိတ်ထဲရဆိုတိတ်များမလာဘူးဒွေ30တို့ဟက်တိတုတ်ပတ်တို့ဒီလောက်ပဲမေးတာဒါမှကျမတို့ကဘာမေးပါအကုန်ပိုင်နေပြီဟုတ်တယ်လားအခုမဟာကုသိုလ်ကကျမတို့အတွက်အရန်အရေးကြီးတယ်ဒါကြောင့်စေတသိက်ဘလောက်ရှင်တယ်လဲလို့ခုကျမတို့တွက်တော့မယ်တွက်တဲ့အခါကျရင်ဒီနေရာမှာသောဗနာစိတ်ဆိုတာလေးကိုအာယုံရောက်ထားတဲ့အတွက်ဒါကာမသောဗနာတွေပါလားမပါဘူးပါထားတဲ့အတွက်ကျမတို့ကရှင်မဲ့စေတသိက်ကိုစဉ်းစားရင်အညာသမန်းစေတသိက်က73ပါဒါလေးကိုကအမြဲတမ်းခဏကိုရေးရမှာပြီးရင်ဘာလာတော့မလဲသောဗနာစေတသိက်က25ပါဒီပေါင်ထဲမှာကျမတို့စဉ်းစားမယ်တခါအညာသမန်းစေတသိက်73ပါကိုကျမတို့စဉ်းစားတဲ့အခါမှာလဲတဘာစိတ်တာတာရဏစေတသိက်က9ပါးပကိန်းစေတသိက်က6ပါးပကိန်းစေတသိက်6ပါးမှာလဲကျမတို့ကထပ်စဉ်းစားရင်ဝိတေဝိစာရအဓိမောက္ခဝီရိယပီတိစန္ဒ
ဒါကိုစဉ်းစားမယ်ပြီးရင်သောဗနစေတသိက်25ပါသောဗနစေတသိက်25ပါမှာသောဗနတာဒရဏစေတသိက်က19ပါပြီးရင်ဝိရတိစေတသိက်က3ပါအပမညာစေတသိက်က2ပါပြီးပညာစေတသိက်က1ပါဆိုတော့ဒါလေးကိုအရင်ဆုံးတန်ပြောကနေကိုပြန်နှွှေးလိုက်ရုံပဲပေါ့ဟုတ်တယ်လားဒါကြောင့်အခုအရင်ဆုံးတန်ပြောကနေကိုမနှွှေးခင်ခုကျမတို့ကစဉ်းစားရင်တဘာစိတ်တာဒရဏတိစိတ်အားလုံးမှာရှင်လားမရှင်ဘူးလားရှင်တဲ့အတွက်ကြောင့်ဒါမျက်စိမိတ်လို့ပြောလို့ရတယ်တခါဒီစိတ်ထဲကပြောရင်သောဗနစေတိတ်25ပါးထဲမှာလေသောဗနတာဒရဏစေတိတ်19ပါးသည်သောဗနစိတ်အားလုံးမှာရှင်တော့သူ့လည်းမျက်စိမိတ်ယုံပဲအဲ့တော့ဒီမှာအညသမန်းထဲမှာတာဒရဏတဘာစိတ်တာခွန်သောဗနစေတိတ်25ပါးမှာတာဒရဏသောဗနတာဒရဏအမြဲရှင်ပါပဲဟုတ်တယ်လားကျွန်တော်တို့စေတသိက်တစ်ခုထည့်လိုက်တိုင်းအမှတ်သာပေးသွားမယ်ဆိုအဲ့ဒါအမှတ်ယူပြီးသားဖြစ်သွားပြီတဘာစိတ်တာတာဒရဏအည73နဲ့ကဘာမှစဉ်းစားစရာမရှိဘူးတဘာစိတ်တာတာဒရဏစေတိတ်9ပါးရှိမယ်သောဗနစေတိတ်29ပါးတဲ့ကသောဗနတာဒရဏစေတိတ်19ပါးအမြဲရှင်မယ်ပြီးသွားပြီပေါ့ဒါဆိုရင်အည73နဲ့ကဝိတ္တဝိစာရဒီမောကဝိရိယပိဋိသန္နာကလည်းခုနလိုအော်ဆိုလိုက်ရုံပဲအဲ့တော့ခုအစာဒီကာမစိတ်ထဲမပါဘူးလားကာမစိတ်ထဲပါဝိတ္တမရှင်တာစဉ်းစားလိုက်ဒွေ30ပဲမဟုတ်လားကျန်တာကုန်ရှင်ဝိတ္တဝိစာရဝိစာရဒီလေဒွေ30ကလွဲရဆိုတော့ရှင်မှာအဒီမောက္ခကစဉ်းစားကြည့်ဝိသိကိစ္စတံမြုပ်စိတ်တွေနဲ့ဒွေ30ပဲဆိုတော့ကျန်တဲ့88တောင်ရှင်နေဆိုတော့ရှင်နာပဲဝိရိယကအာရထေက16ပါလွဲရင်ရှင်နေဆိုတော့အဲ့တော့စန္ဒကလည်းမောမှုတွေနဲ့အာရစိတ်18ပါးကလွဲရင်အဲ့ဒီမှာတတိထားမှာသူတစ်ချက်ပဲဒါပဲကျွန်တော်တို့စဉ်းစားမှာသူတစ်ချက်တည်းသောမနတဆိုရင်ပီတိပါမယ်ဥပိ္ပခာဆိုပီတိမပါဘူးဒါလည်းစဉ်းစားဖို့ပဲကြံတော့မယ်ဆိုကြောက်เสียသူပဲဟုတ်ပြီနော်โอเคဒီဘက်ကူးမယ်သောမနတာဒရဏစေတိတ်19ပါးသည်သောဗနစိတ်အကျင့်59စိတ်ကျဲ61နဲ့ရှင်နေဆိုရဲကာမသောဗနလည်းသူရှင်းမှာပေါ့ပြီးပြီဝိရတိကိုစဉ်းစားဝိရတိစေတိတ်3ပါးသည်ဗါတဲ့လေဆိုကြည့်ဝိရတိစေတိတ်3ပါးသည်မဟာကုသိုလ်စိတ်10ပါး၌ယံခာအသီးသည်လောကုတ္တရာစိတ်အကြီးရှိစိတ်အကျဲ40၌အမြဲတပေါင်းသည်ဆိုတဲ့ကဝိရတိဒီအခုမဟာကုသိုလ်ဆိုရင်ရှင်တယ်အခုလောကုတ္တရာမှမရောက်သေးတော့မပြောတော့ဖယ်လိုက်ဟုတ်လားရှင်မလားမရှင်ဘူးလားမဟာကုသိုလ်စိတ်10ပါးဆိုအခုဒီ10ပါးလုံးထဲမှာပါနေတာတွေမှန်သမျှရှင်မယ်ဆိုတာအခုကျမတို့ကတွက်လို့ရလားမရဘူးတခါအပမညာကျက်လိုက်အပမညာစေသိတ်2ပါးသည်ကျမတို့ကြက်ကြည့်မဟာကုသိုလ်စိတ်10ပါးမဟာကရိယာစိတ်10ပါးမဟဂုတ်တဲကမှပါဒုတတွေဆိုတော့အခုမဟဂုတ်မှမရောက်သေးတော့မစင်စားနဲ့မဟာကုသိုလ်နဲ့ကရိယာဆိုရှင်မလားမရှင်ဘူးလားရှင်မယ်ပေါ့ဟုတ်လားလို့တခါပညာစဉ်းစားပညာစေတသိက်ဒီကာမသောဗန24တဲ့ကညာနာတန်ပြီးမဟာကုသိုလ်ညာတန်လေးမဟာဝိဘက်ညာတန်လေးမဟာကရိယာညာတန်လေးညာတန်7နှစ်ဆိုရှင်လားမရှင်ဘူးလားဒါဆိုပညာကိုလည်းကိုယ့်ကိုတို့ကြည့်ညာနာတန်ပယုတ်စိတ်12ပါးရဲ့မဟဂုတ်ကဲလောကုတ္တရာအကုန်ရှင်လားမရှင်ဘူးလားဒါပညာရှင်တာဟုတ်ရဲ့လားမဟဂုတ်စိတ်20ခွန်လောကုတ္တရာအကြီးရှိအကျယ်40ဒါဆိုရင်ခုကျမတို့ကမဟဂုတ်မှမရောက်သေးတော့ဖယ်လိုက်တယ်မဟာကုသိုလ်မှာရှင်မရှင်တွက်ရုံပဲမဟုတ်ဘူးလားကဲဒါဆိုတွက်လို့အဖြေထွက်နေပြီလေဒါဆိုရင်မဟာကုသိုလ်ပထမဒွေသည်လို့စဆိုလိုက်မဟာကုသိုလ်ပထမဒွေသည်လို့ဆိုလိုက်ရင်ကိုယ်စိတ်ထဲမှာမြင်နေရမှာသောမနတတဟာခုတ်ညာနာတံပယုတ်အသင်္ခါရိကစိတ်လဲပါမယ်တသင်္ခါဟလာသူများတိုက်တွန်းစရာမလိုပဲနဲ့ထက်ထက်မြက်မြက်ကုသိုလ်လုပ်တဲ့သူပါမယ်တိုက်တွန်းချက်ကြောင့်ကုသိုလ်လုပ်တဲ့သူရောမပါဘူးလားဒါကြောင့်စာမွေးမေးခွန်းနေဆိုဗိဓမာသင်္นานကိုတက်တက်ကြွကြွလာတက်သူဆိုအသင်္ခါရိကဟလာအမေကတိုက်တွန်းလို့လာတက်သူတသင်္ခါရိကဒါမျိုးတွေမေးခွန်းနေရှောက်မေးတာပေါ့ဒါပါပဲနော်အဲ့ဒီမှာဆိုရင်ကျမတို့ကလွယ်အောင်ပြောရင်သောမနတတွေးလိုက်တာနဲ့ပီတိရှင်နေတွက်လိုက်ရုံပဲဟုတ်လားညာနာတန်ပယုတ်လို့တွေးလိုက်တာနဲ့ကျန်တာရှင်ပြီးသားပြီးပြီမဟာကုသိုလ်ပထမတွေးသည်အညာသမန်းစေသိ
73ပါသောဗနာစေတသိက်25ပါဟာ38ပါဟုတ်တယ်လားပြီးပြီဘာမှတွက်စရာမရှိခက်လားဒါဆိုရင်ပထမတွေ38ဒုတိယတွေကိုကြည့်လိုက်သောမနတညာဝိတ်သောမနတဆိုရင်ပိဋိရှိမယ်ညာဝိတ်ဆိုရင်ပြီးပြီပေါ့မာကုသိုလ်ပထမဒုတိယတွေသည်အညာတမန်စေသိက်73ပါပညာကျင်သောသောဗနာပညာကျင်သောသောဗနာစေတသိက်24ပါပါရလားယင်တတိယဒွေသည်လို့ကြည့်လိုက်တော့ဥပိ္ပခညာတံဥပိ္ပခဆိုရင်ပီတိကျင်သောပညာတမန်စေသိက်12ပါညာတံဖြစ်တော့ပညာရှင်သောသောဗနာစေသိက်25ပါပါဟုတ်လားတတိယဒွေသဒုဋ္ဌဒွေသည်လို့ပြောလိုက်တော့ဥပိ္ပခညာဝိဥပိ္ပခဖြစ်ရင်ပီတိကျင်သောပညာတမန်စေသိက်12ပါညာဝိဆိုတော့ပညာကျင်သောသောဗနာစေသိက်24ပါပါမာကုသိုလ်ပထမတွေ38ဒုတိယတွေ39တတိယတွေ39သဒုဋ္ဌတွေမခက်လားရမလားတကယ်အလုံးရသလားတကယ်လို့ဒီထဲမှာမရတဲ့သူပါရင်တက်ပြောချင်တာကဓမ္မမိတ်ဆွေတို့တန်ပြောကနေလေးကိုပြန်ကြက်ထားနောက်အများကြီးကြက်စရာမလို့ဒီနားဆိုင်ဒါလေးကြက်သွားရင်ရမလားမရအောင်ကဲမဟာကုသိုလ်နေရာလေးမှာမဟာဝိဘက်လေးပြောင်းသွားမယ်ကဏ္ဍလေးတွေဖယ်လိုက်မယ်ဒါပဲဘာမှမခက်တော့တိတ်လွယ်သွားပြီဟုတ်တယ်နော်ဗါတဲ့လေမဟာဝိဘက်စိတ်8ပါမဟာဝိဘက်စိတ်8ပါလဲဒီတိုင်းပဲမဟုတ်ဘူးလားဒါဆိုရင်ကျမတို့ကဆိုရိုးကြလေးဆိုလိုက်အည73နဲ့ကဘာလေးပဲတတိထားမယ်ဟာဒီပီတိလေးပဲသောမနတဆိုရင်ပီတိပါမယ်သောမနတမဟုတ်ဘူးဥပိ္ပခဆိုပီတိကျင်မယ်ဒါပဲတတိထားတခါဒီဘက်မှာသောဗနာတာတာရဏစေတိတ်19ပါးကိုဆိုကြည့်သောဗနာစိတ်59 91ဆိုရှင်းမယ်ဝိရတိကိုဆိုကြည့်တတိထားဝိရတိစေတသိက်သည်မဟာကုသိုလ်စိတ်10ပါးရဲ့ဘာရဲ့ပဲရှင်းလဲလောကုတ္တရာစိတ်10ပါးရဲ့လောကုတ္တရာသူရှင်းတာဒါလေးပဲလောကုတ္တရာအကြီးရှိအကျယ်40ဒါပဲရှင်းတယ်ကျန်တာကိုသူမရှင်းဘူးဟုတ်တယ်လားတခါအပ္ပမညာကိုစဉ်းစားရင်အပ္ပမညာသည်မဟာကုသိုလ်စိတ်10ပါးရဲ့မဟာကရိယာစိတ်10ပါးရဲ့နောက်ပြီးရင်မဟေဂုတ်ထဲကပထမဇန်3ရဲ့ဒုတိယဇန်3ရဲ့တတိယဇန်3ရဲ့သဒုဋ္ဌဇန်3ရဲ့ပဲရှင်းတယ်ဟုတ်လား28ဟုတ်တယ်လားဝိရတိဆိုရင်မဟာကုသိုလ်စိတ်10ပါးကျန်တာမရှင်းဘူးမဟာဝိဘက်မဟာကရိယာမရှင်းမဟေဂုတ်စိတ်မှန်သမျှတခုမှမရှင်းဘူးလောကုတ္တရာအကျဉ်းရှိအကျယ်40ဒါစာကြည့်ထားရင်ရတယ်အပ္ပမညာစေတိတ်နှစ်ပါးသည်မာကုသိုလ်ကရိယာ16မဲဂုတ်ပါဒုတစာတိပဲဆိုမရမရှင်းနဲ့ပြင်စမဇာမရှင်းဘူးလောကုတ္တရာမရှင်းဘူးပညာစေတသိက်သည်ညာနာတံပယုတ်စိတ်12ပါးဆိုတာကာမသောဗနာတွေကညာနာတံပယုတ်မာကုသိုလ်ညာတံမဟာဝိဘက်ညာတံမဟာကရိယာညာတံဆိုတော့7ဘာမရှင်းဘူးလေမဟာကုသိုလ်ညာဝိမဟာဝိဘက်ညာမဟာကရိယာညာဝိဆိုဒါမရှင်းဘူးတခါမဟေဂုတ်တွေအကုန်ရှင်းမယ်ဇံရမှပညာရှိမှဇံရမှာပညာရှိမှမက်ဖို့ရောမရဘူးလားဒါဆိုရင်ပညာရှင်တဲ့စိတ်တည်ဒါပဲအလွတ်ရရင်ပြီးပြီပေါ့ဒါဆိုခုကျမတို့ကမဟာဝိဘက်ကိုစဉ်းစားမယ်ဆိုရင်အညသမန်းထဲမှာကြည်လိုက်တော့ပထမတွေသည်ပါလေသောမနတပထမတွေသည်သောမနတညာတံအတ္တဒါဆိုရင်သောမနတဖြစ်တဲ့အတွက်အညသမန်းအေးစေပဲဒီဘက်ကိုသွားရင်သောမနတာဒရဏ19မဟာဝိဘက်ဖြစ်နေတဲ့အတွက်ဝိရတိကိုရှင်းမရှင်းစဉ်းစားရင်ဝိရတိကမဟာကုသိုလ်နဲ့လောကုတ္တရာပဲဆိုဝိရတိဘယ်တော့မှမရှင်းမဟက်ကုတ်ဒီမဟာဝိဘက်မှာဝိရတိဘယ်တော့မှမရှင်းမဟာဝိဘက်ဆိုတာမဟာကုသိုလ်ရဲ့အကျိုးစိတ်နောက်ပိုင်းဟလာကျမတို့ပကိမ့်မှန်ကြရင်သင်ရလိမ့်ရင်မဟာဝိဘက်ဆိုတာကျမတို့ရဲ့ပဋိတန်တိစိတ်ကျမတို့ရဲ့ဘဝင်စိတ်ကျမတို့ရဲ့သုတိစိတ်ဒီအချိန်မှာဘဝအစအမေ့ပိုက်ထဲမှာ
ပရိသတ်နေတဲ့အချိန်မှာဒုစရိုက်တွေရှောင်စရာဘာမှမရှိဘူးအသက်မိုးဝမ်းကြောင်းချိန်လည်းမဟုတ်အမေးပိုက်ထဲငားမြားလို့လည်းမရဟုတ်တယ်လားစဉ်းစားရင်ဝိရတိမရှိဘူးတခါနင်းချိုက်အိတ်နေတာဒီမဟာဘဝင်စိတ်အဲ့ဒီအချိန်မှာလည်းနင်းချိုက်အိတ်နေတဲ့အချိန်မှာဒုစရိုက်ဘာမှလုပ်เสียမရှိဘူးသုတိဆိုတာတေတဲ့စိတ်တေတဲ့အချိန်မှာလည်းမရှိဘူးဆိုတော့မဟာဝိဘတ်ဒီကျမတို့ရဲ့ပဋိသန္ဓေဘဝင်သုတိစိတ်အဲ့ဒီမဟာဝိဘတ်စိတ်မှာဘယ်တော့အခါမှဝိရတိမရှိဝိရတိဆိုတဲ့တီလမရှိဘူးဒါကြောင့်နင်းချိုက်အိတ်တဲ့အချိန်မှာငါတီလပြည့်စုံနေနင်းချိုက်အိတ်တဲ့အချိန်မှာတီလရှောင်စရာမှမရှိတာဘယ်လိုလုပ်စီမလဲသဘောပေါက်လားဒါကြောင့်သဘောပေါက်ရမယ်နောက်တစ်ခါအတ္တမညာရှိမရှင်စဉ်းစားကြည့်အတ္တမညာဆိုတာဒုက္ခိတတတ္တဝါတွေ့ရင်တနာမယ်ဒုက္ခိတတတ္တဝါတွေ့ရင်ဝမ်းမြောက်တဲ့သဘောသည်မဟာကုသိုလ်မှာရှင်းတယ်ဖယားယဟန္တာရဲ့မဟာကရိယာမှာရှင်းမယ်ဟုတ်လားအခုမဟာဝိဘတ်မှာဒါဆိုရင်မဟာဝိဘတ်ဆိုတာ ਨੇ ဝိရတိရောအတ္တမညာရောမပါတော့ပညာပဲကြံတော့တယ်အဲ့တော့ကျွန်တော်တို့ကစဉ်းစားရမှာဝိရတိနဲ့အတ္တမညာနှစ်ခုနှုတ်လိုက်တော့၅ပါးနှုတ်လိုက်ပြီနှုတ်လိုက်ရင်ကျမတို့ကဒီမှာဘယ်လောက်ပဲကြံတယ်အမြဲတမ်းပါသွားမှာ20ပဲရှိမယ်အဲ့ဒီ20မှာမှဟောဒီတနေရာလေးကိုလိုရိုးပိုလျှော်စဉ်းစားလိုက်ရင်ပြီးလားမပြီးဘူးလားဒီမှာသတိထားပေးလိုက်ရင်ညာတန်းဆိုပညာထည့်မယ်ညာဝိဆိုပညာမထည့်ဒီမှာဆိုရင်လေပီတိဆိုရင်သောမနတဆိုပီတိထည့်မယ်ဥပိ္ပခဆိုဒီနှစ်ချက်ဆဲလိုက်ရင်ကိစ္စပြတ်ရောမပြတ်ဘူးလားဒါဆိုရင်မဟာဝိဘတ်ပထမဒွေသည်လို့ကြည့်လိုက်တာ ਨੇ သောမနတဆိုရင်ပီတိရှင်မယ်ညာတန်ဖြစ်နေတော့ပညာရှင်လိုက်တယ်ဆိုရင်ဒီမှာ19ရယ်ဒီက1ကယ်ဆိုတော့20ရယ်ဒီက73ရယ်မဟာဝိဘတ်ပထမတွေသည်ပညာသမန်စေသိ73ပါသောဗနတာဒရဏစေသိ19ပါပညာစေတသိက်1ပါဘာ33ပါသောစေရမလားမဟာဝိဘတ်ဒုတိယတွေသည်သောမနတညာဝိဆိုတော့သောမနတတွေ့ရင်ပိဋိပါတော့အည73ညာဝိဆိုတော့ပညာမပါတဲ့အတွက်ကြောင့်သောဗနတာဒရဏ19ပဲကျန်တော့မှာဒါဆိုရင်ပေါင်းလိုက်တော့33ရယ်29ရယ်ပေါင်းလိုက်တော့32ပါသောစေတသိက်တို့နဲ့ရှင်33မဟာဝိဘတ်တတိယတွေသည်ဥပိ္ပခညာတံဥပိ္ပခဆိုရင်ပီတိကျင်သောပညာသမန်စေသိ12ညာတံဖြစ်နေတော့ပညာရှင်နဲ့ဒါဆိုရင်သောဗနစေသိ20ပါစနစ်ကဲ20ရဲ့ပေါင်း32မဟာဝိဘတ်သဒုဋ္ဌတွေသည်ဥပိ္ပခဆိုတော့ပီတိညာဝိဆိုတော့ပညာကျင်တော့ဒီမှာကပီတိကျင်တဲ့စနစ်ကဲဒီမှာ19ရယ်ဆိုတော့ရုပ်ရသလားအိမ်ကြရင်ပြန်လေးကျင်ပြီးတော့ပြန်ပြီရပြီလားခက်လားမဟာကရိယာဟောကျမသိတတ်တာလားကရိလို့ပြောင်းလိုက်ရုံဟုတ်ပြီနော်ဒါကရိလေးပြောင်းလိုက်ရုံကဲမဟာကရိယာပထမတွေဒုတိယတွေတတိယတွေကြရင်စေတသိက်ဘယ်လောက်တွက်မလဲဆိုတာကြည့်အောင်အဲ့ဒီမှာလေဒီဘက်ကိုစဉ်းစားရင်ဟလာတော့ပီတိလေးတစ်ချက်စဉ်းစားရမယ်ဒါပဲဒီဘက်ကိုစဉ်းစားရင်သောဗနတာဒရဏ19ဝိရတိသည်မဟာကုသိုလ်နဲ့လောကုတ္တရာပဲဆိုတော့ဝိရတိဘရောမရှိဘူးဟုတ်ပြီနော်နောက်တစ်ချက်ပြောဦးမယ်မဟာကရိယာဆိုတာဖယားယဟန္တာတွေမှာဖြစ်တာဖယားယဟန္တာဆိုတာအကုသိုလ်မှန်သမျှပယ်ပြီးသွားပြီနော်ကုသိုလ်တွေလည်းလှုပ်ဆက်ဘာမှမရှိတော့ဘူးဆိုတော့ဖယားယဟန္တာတွေမှာဟလာဒုစရိုက်တွေကိုအထူးရှောင်စရာမရှိတော့ဒါကြောင့်ဝိရတိဘတော်မှမရှိမှတ်ထားဝိရတိဒီကျမတို့လိုအကုသိုလ်မပယ်ရသေးတဲ့ပုထုဇဉ်တွေမှာရှင်တာသဘောပေါက်မဟာကုသိုလ်မှာပဲရှင်ဟုတ်ပြီနော်ပြီးရင်လောကုတ္တရာကြရင်အမြဲတပေါင်းလေးဆိုမဟာကရိယာနဲ့မဆိုင်သေးဘူးတခါအပမညာကိုကြည့်ရင်အပမညာသည်မဟာကုသိုလ်စိတ်၈ပါးရဲ့မဟာကရိယာစိတ်၈ပါးရဲ့မေဂုတ်ပါဒုတဆိုတော့ဒီမှာမဟာကရိယာ၈ပါးလုံးမရှင်ဘူးလားရှင်တယ်တွက်ပြီပညာကညာတန်ဆိုရင်ပါမယ်ညာဝိဆိုမပါဘူးဆိုစဉ်းစားရမှာမရှင်နာကဝိရတိဒါဆိုရင်19ရယ်ပညာရယ်ပေါင်းလိုက်တော့20ရယ်2ကဲပေါင်းလိုက်တော့ဒီဘက်က22ဒီဘက်က73ပေါင်းလိုက်ရင်35ဘောင်မှာရှိရမယ်မဟာကရိယာဟုတ်သလား
ဒါဆိုရင်မဟာကရိယာပထမဒွေသည်လို့ပြောလိုက်တာ ਨੇ သောမနတညာတန်ဆိုရဲလွယ်လိုက်တာသောမနတဆိုရင်73ညာတန်ဆိုတော့35ဟုတ်သလားဒုတိယဒွေသောမနတညာဝိသောမနတဆိုရင်ညာဝိဆိုရင်ပညာမရှိတဲ့အတွက်ဒီမှာ21 73ရယ်21ကဲပါโอเคတတိယဒွေဥပိ္ပခာညာတန်ဥပိ္ပခာဆိုရင်ညာတန်ဆိုရင်ပညာရှိနေအဲ့တော့ပီတိကျင်တော့7ညာတန်ဖြစ်တဲ့အတွက်20ပေါင်းလိုက်တော့34စရုထဒွေဥပိ္ပခာညာဝိဥပိ္ပခာဆိုရင်7ညာဝိဆိုတော့ပညာကျင်ပေါင်းလိုက်တော့မဟာကရိယာပထမဒွေ35ဒုတိယဒွေ34တတိယဒွေ34စတုထဒွေမဟာကုသိုလ်ပထမဒွေ38ဒုတိယဒွေ39တတိယဒွေ39စတုထဒွေအဲ့တော့ပရိဒုတွေမပြောဘဲနဲ့ပြောရင်38 39 39 36မဟာဝိဘက်ကြရင်33 32 32 31မဟာကရိယာ35 34 34ဒါဆိုရင်ကျမတို့ကမဟာကုသိုလ်မဟာဝိဘက်မဟာကရိယာမှာအများဆုံးသောစေတသိက်ရှင်တာမဟာကုသိုလ်ပထမဒွေ38အပြည့်ပဲရှင်းလားမဟာဝိဘက်ဆိုရင်အည73ပါမယ်သောဗနဒေကဆိုရင်မဟာကုသိုလ်ဆိုရင်အည73ပါမယ်သောဗနတွေကတာတာရဏ19ဝိရဒိ3အပမညာနဲ့ပညာ1အပြည့်ဆို38မဟာဝိဘက်ဆိုရင်သောဗနတာအည73ထားသောဗနဘက်ကပြောရင်သောဗနတာတာရဏ19မဟာဝိဘက်ဆိုဝိရဒိရောအပမညာရောမရှိဘူးဆို19နဲ့ပညာနဲ့20ရယ်73ရယ်မဟာဝိဘက်မှာဝိရဒိအပမညာဘရောမရှိဘူးတခါမဟာကရိယာဆိုရင်အည73ထားအဲ့ဒါအည73နဲ့ကပီတိပဲတတိထားရမယ်တခါဒီဘက်မှာပြောရင်သောဗနတာတာရဏ19မဟာကရိယာဖြစ်တဲ့ကြောင့်ဝိရဒိဘတော်မှမရှိဘူးအပမညာရှင်မယ်ဆို19ရဲ့ပညာရဲ့က20အပမညာနဲ့ဆို20နဲ့ဝိရဒိဘောမရှိဘူးဒါပဲဆိုတော့ဒီဘက်က22ဒီဘက်က73 35အဲ့ဒါလေးပြန်ကြည့်ရလားမရဘူးအဲ့ဒါဆိုရင်မနက်ဖြန်တရက်ပဲကြံတော့တယ်ဟုတ်ပြီနော်မနက်ဖြန်တရက်မှာစေတသိက်အကုန်ပြီးအောင်သွားမယ်နော်โอเค